အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဆရာဦးလိုင်ဝင် page လေးကနေကြိုလိုပါတယ်ကျွန်တော်ပညာညီကိုတော်တော်များများလိုက်လေးတွေမလွတ်နာကြာတဲ့ခါကျတော့အကိုဆရာလိုက်လေးတွေလွတ်ပြီးပါကျွန်တော်ဒီထဲကနေမှအကိုဆရာပြောတဲ့ဆိုတဲ့ထဲကနေမှကျွန်တော်တို့မှတ်သားစရာလေးတွေရတဲ့အတွက်လွတ်ပြီးပါဆိုတော့ကျွန်တော်ကျူးသားပန်းသားလေးတော့လွှင့်ပေးပါဦးမယ်နော်ဆရာလှိုင်မျိုးသက်မင်္ဂလာပါဆရာဦးလည်းနေဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဖြိုးပြေဆုံးမင်္ဂလာပါဆရာဟုတ်ကဲ့မင်္ဂလာပါဗျစာဖတ်ပြမှာလားစာဖတ်ပြမယ်ဗျာနိုင်လဲအောင်ဆရာမင်္ဂလာပါဆရာအဲ့တော့ကျွန်တော်ကဒီနေ့စာဖတ်ပြမယ်ဆိုတာလေနုနေတဲ့ပညာညီကိုမောင်နှမတွေနောက်ပြီးတော့ကျွန်တော်ဆရာဦးလိုင်ဝင် page မှာအခု follower လေးတွေလည်းထပ်တူးတော့ဗောလေအဲ့တော့အဲ့ follower လေးတွေကြည့်လိုက်တဲ့ခါကျတော့လေဂိုင်းပညာယူကဇညီငယ်ညီမငယ်တွေလည်းပါတယ်နောက်ပြီးတော့ဒီလောကီပညာဝိဇ္ဇာပညာတွေကိုစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေလည်းပါတယ်ဆရာဦးရဲ့ဆရာမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာရန်ကြီးလာပါလားနေနော်မင်္ဂလာပါအဲ့တော့ဒီနေ့ကျွန်တော်ကရွှေကျော်အိဆာတရားမိတ်ကြီးစီခိုင်းတော်မြတ်ကြီးရဲ့အကြောင်းဖတ်ပြမယ်အဲ့တော့ရွှေကျော်အိဆာတရားမိတ်ကြီးစီခိုင်းတော်မြတ်ကြီးရဲ့အကြောင်းဆိုတာထန္တရာတီးပြီးတော့ဓာတ်ပြားဆိုရင်အကြောင်းတွေထပ်နေမယ်အကြောင်းအရာလေးပေါ့ဗျာနော်ဆိုတော့ရွှေကျော်ဝိသတို့တပိုင်းခန္ဓာခီလန်ဖတ်ပြမှာလားဗျာအဲ့ဒါတော့မဖတ်ပြသေးဘူးဗျအဲ့ဒါကအခုဆရာနတ်စီးကိုကျွန်တော်တော့ပြောပြီးပါပြီပြောပြီးသွားတဲ့အခါကျတော့ညီလေးတဲ့အခုချိန်ဖတ်ပြလို့ရှိရင်မင်းမှတ်မိပဲနေလိမ့်မယ်အဲ့တော့အခုအပိုင်း20လောက်တင်ပြီးမှအပိုင်း20လောက်ထိရောက်မှညီလေးလွှင်တဲ့ဆိုတော့အခုဆရာနတ်စီးနဲ့ပြောထားတယ်ပေါ့နော်ဆိုတော့အပိုင်း20မရောက်ခင်ဒီလဲကျွန်တော်အခုဆရာနတ်စီးစီသွားမယ်သွားပြီးတော့မှညီကိုနှစ်ယောက်လိုက်လေးလဲလွှင်အောင်မယ်အဲ့တော့မှ तू ကသူစီကဖတ်ပြခွင့်လေး approve လေးရပြီဆိုတော့မှကျွန်တော်ကဖတ်ပြဘာလို့လဲဆိုတော့ညီကိုချင်းချင်းစီးထားရမယ်လေနော်အဲ့တော့ခင်မချုံမင်္ဂလာပါအဲ့တော့ဒီနေ့ရွှေကျော်အိဆာတရားမိတ်ကြီးစီခိုင်းတော်မြတ်ကြီးရဲ့အကြောင်းမသိသေးတဲ့ပညာညီကိုတွေအတွက်ရဲ့ခိုင်းတော်မြတ်ကြီးရဲ့အကြောင်းကိုလေ့လာနေကြတဲ့ပုဂ္ဂိုလ်တွေအတွက်ရဲ့ကျွန်တော်ဖတ်ပြမှာပါဆရာမင်္ဂလာပါကျမ်းမာရေးကိစ္စပါခင်ဗျာအရှင်ဝိဇ္ဇာရွှေသားကြီးအရှင်ဗျာနေပါဗျာကျမ်းမာရေးကိစ္စပါမယ်ဗျာအရှင်ဗျာကျမ်းမာချမ်းသာပါလေဗျာစိုးဝဲနိုင်မင်္ဂလာပါကိုကျမင်္ဂလာပါဆရာကြီးကျော်စင်ထက်မင်္ဂလာပါငါသားအဲ့တော့ကြည့်ရှုသူပြော26ယောက်အားလုံးမင်္ဂလာပါကျွန်တော်နည်းနည်းလေးလူစောင့်ပြီးတော့ကျွန်တော်ဖတ်ပြမှာနော်အဲ့တော့လူစောင့်နေတဲ့အချိန်မှာလည်းမိသားစုစကားဝိုင်းနေပေါ့ဗျာအလာပါတာလာပါလေးလည်းပြောကြတော့ဟုတ်လားရှိုင်းတတ်အောင်မင်္ဂလာပါဆရာကြီးခင်ဗျာဟုတ်ကဲ့ပါမင်္ဂလာပါအဲ့တော့ဆရာရဲ့အိမ်မက်ထဲမှာခြေထောက်ကိုခွေးကြိုက်ခိုင်းရဘာဆက်ဖြစ်နိုင်လဲဆရာရဲ့ခွေးဆိုတာကတော့သူကအနိဋ္ဌအတွင်ကိုစောင့်နေပေါ့ဗျာနော်အိဋ္ဌအတွင်ကိုမစောင့်အနိဋ္ဌအတွင်ကိုစောင့်နေဆိုတဲ့အခါကျတော့ခွေးကြိုက်တယ်လို့နော်တွားကျိုးတယ်လို့တွားကျွတ်တယ်လို့အိမ်မက်မှန်တော့နမိတ်မကောင်းဘူးကံစားတာနှိမ့်တတ်တယ်ကျမ်းမာရေးချိုးတတ်တယ်ဂုံတိတ်ခါကြတတ်တယ်အဲ့ဒါမျိုးလေးတွေတော့ကျွန်တော်လေ့လာဘူးတယ်ဟုတ်ချင်ပါလဲဟုတ်မယ်ဘာသာရေးများများလုပ်ပါနော်မော်တီရှင်ဝိသတို့တပါးတို့ငါတဲ့ဆရာပြောတဲ့အာမခံတဲ့တော့အာခိုင်နေရဆိုတဲ့ဟာတာလေးကစကြည့်ခဲ့တာပါရောက်ခဲ့ပါဗျာဆရာမျိုးတိုင်းနော်ဆရာခိုင်လင်းမင်္ဂလာပါဆရာခိုင်လင်းကဲအဲ့တော့ကြည့်ရှုသူကကျွန်တော်ကတိုးမလားလို့စောင့်နေမတိုးတော့ဘူးနဲ့တူပဲနော်ဘာလို့လဲဆိုတော့ဆရာဦးလည်းနေဝင်လိုက်လွှင့်တာလွှင့်တရမလွှင့်တရလွှင့်ညမှာလည်းလွှင့်တယ်ဆိုတော့တော်များများကမေ့နေတာလည်းပါနိုင်တယ်နောက်ပြီးတော့မီးပြတ်နေတာပါနိုင်တယ် VPN အခက်ခဲတွေကြောင့်မကြည့်ရတာတွေလည်းဖြစ်နိုင်တယ်နော်အဲ့တော့အခုကျွန်တော်လိုက်လွှင့်တဲ့အချိန်လေးဒီ9မိနစ်နဲ့25စက္ကန့်ဖြစ်ပါပြီ10မိနစ်လောက်ဆိုရင်ကျွန်တော်အနေနဲ့ရွှေကျော်အိဆာတရားမိတ်ကြီးစီခိုင်းတော်မြတ်ကြီးရဲ့အကြောင်းသိကောင်းစရာလေးကိုကျွန်တော်အနေနဲ့ဖတ်ပြပေးပါမယ်ဆရာပညာသင်ယူခြင်းနဲ့ဗျာတဲ့ပညာသင်ယူခြင်းရင်ကိုပညာသင်ယူခြင်းနဲ့ဆိုတဲ့ကိုဆရာလို့တတ်မှတ်နိုင်တဲ့ပုဂ္ဂိုလ်စီကိုရောက်မသွားဘူးလို့ပါတယ်ဆရာရဲ့ခုနှစ်သားသမီးအကျိုးစားတဲ့ဘိုးတည်ဖို့နိုင်ပါလေပြီးတဲ့ဆိုနဲ့အပြည့်ချင်ဆုံးစုပါ
9 နာရီထိုးမှလိုက်လွှင့်မယ်ဆိုတဲ့15မိနစ်လောက်မှတက်လာကြမယ်ထင်တယ်တဲ့ဖြစ်နိုင်ပါလေဆရာမျိုးတိုင်းဖြစ်နိုင်ပါလေအဲ့တော့ပြီးခဲ့တဲ့ live လေးမှာခိုင်းတော်မြကြီးရဲ့ပညာကိုခံယူထားကြတဲ့သူတော်ကောင်းတွေအနေနဲ့သူတော်ကောင်းစိတ်လေးမွေးပြီးခိုင်းတော်လမ်းကိုရှောက်လန်းကြဖို့ကျွန်တော်ပြောခဲ့ဦးတယ်။ဘာကြောင့်အဲ့လိုတွေပြောလဲဆိုတော့အဲ့လိုမျိုးတွေများများပြောခြင်းတယ်နော်ဆရာစင်မင်းထက်မင်္ဂလာပါတိုင်းများများပြောခြင်းတယ်ဘာကြောင့်လဲဆိုတော့အခုကလေမီဒီယာခေတ်ဖြစ်တယ်online တို့ TikTok တို့အမျိုးမျိုးသုံးပြီးတော့ဂိုင်းတော်မြတ်ကြီးနဲ့ပတ်သက်တဲ့ဂိုင်းဆရာတယောက်အဖြစ်လူအများသိစေဖို့လှုပ်ဆောင်လာကြတဲ့ခေတ်မှာလူအပ်တဲ့ပြဿနာတွေရောမလူလားအပ်တဲ့ပြဿနာတွေရောမဖြစ်တဲ့ပြဿနာတွေရောနော်မဖြစ်တိုက်တဲ့ပြဿနာတွေရောအများကြီးဖြစ်နေကြတဲ့အပေါ်မှာကျွန်တော်တို့တွေကညီကိုတွေဝိုင်းဝန်းထိမ့်သိမ့်ဖို့လူအပ်တဲ့အချိန်ကာလတစ်ခုပေါ့ဗျာနော်အဲ့တော့အဲ့ဒါကိုဝိုင်းဝန်းထိမ့်သိမ့်ရမယ်ဘာကြောင့်လဲဆိုတော့ဆွေးကြော်ဆရာတွေပြဿနာတက်ပြီးဆိုရင်ပညာညီကိုချင်းချင်းတွေပြဿနာတက်ကြတယ်ရှမနုတင်မင်္ဂလာပါနော်ပညာညီကိုချင်းချင်းတွေပြဿနာတက်ကြတယ်နောက်ပြီးတော့ကိုဂိုင်းမဟုတ်တဲ့အခြားသောဂိုင်းကဏ္ဍတွေနဲ့ပြဿနာတက်ကြတယ်တော်တော်စိတ်ညစ်စရာကောင်းတယ်နော်အဲ့လိုမတက်ရဘူးသူတော်ကောင်းပညာယူပြီးွားရင်ပြဿနာကတက်ကိုမတက်ကဘူးရန်ဖြစ်တာတို့ပြဿနာတက်တာတို့ကိုယ်သဘောနဲ့သူ့သဘောနဲ့မတိုက်ဆိုင်တာနဲ့စကားများတာတို့အယူအဆတွေပြိုင်တာတို့နော်ကိုခိုင်းရကောင်းတယ်သူခိုင်းရကောင်းတယ်လောက်တာတို့အဲ့ဒါတွေကအဖေးကြီးမကြိုက်ဘူးနော်အဲ့တော့ရှင်ကျော်ဣဇာတရားမေတ္တိစေခိုင်းတော်မြတ်ကြီးရဲ့ပညာကိုခံယူပြီးသွားရင်အဖဝိဇ္ဇာဆရာတော်ဘုရားကြီးတီထောင်တဲ့ခိုင်းဖြစ်တဲ့အတွက်အဖဆရာတော်ဘုရားကြီးချစ်ခင်နှစ်သက်အောင်နေအဖဆရာတော်ဘုရားကြီးကြိုက်နှစ်သက်တဲ့ပုံစံဖြစ်အောင်နေအဖဆရာတော်ဘုရားကြီးရှောက်ခဲ့တဲ့လမ်းတိုင်းဖြောင်းဖြောင်းတန်းတန်းရှောက်အဲ့ဒါအရေးကြီးဆုံးပဲဆရာလေးမင်္ဂလာပါဆရာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာမိုးဆက်မင်္ဂလာပါဆရာကြီးမင်္ဂလာပါနော်ဆိုတော့နိုင်ဒီနဲ့ကြည့်လိုက်မယ်8နိုင်နဲ့16 18 18စက္ကန့်မေတုခသမီးမင်္ဂလာပါကဲအဲ့တော့ဆရာစိုးနဲ့ထပ်မင်္ဂလာပါဆရာအဲ့တော့ကျွန်တော်ကအားလုံးလည်းတည်ပြီးသားဖြစ်ပါတယ်ဒါပေမဲ့လည်းနောက်လာအခုတက်တက်ဆမတည်သေးတဲ့ပညာညီကိုတွေဂိုင်းတော်မြတ်ကြီးရဲ့အကြောင်းတစ်စီတစ်စောင်းလေးလာနေတဲ့ပုံကိုယ်တွေအတွက်ဘုဒ္ဓတာလေးရအောင်ကျွန်တော်ဒီရှင်ကျော်အကြောင်းရှင်ကျော်ဣဇာတရားမေတ္တိစေဂိုင်းတော်မြတ်ကြီးရဲ့အကြောင်းထုတ်ပတ်တီးလေးပေါ့ဗျာအဲ့ဒါလေးကိုကျွန်တော်အနေငယ်လေးဒီ live လေးမှာပြောပြပါမယ်နော်ဆုတော်ပိုင်ဆရာဖြစ်ဖို့ဘယ်လိုအချက်တွေလိုသလဲဗျကျွန်တော်တို့စီမှာပညာယူထားတာ2နှစ်3နှစ်ကြာပြီးတော့စုတ်တော်ပင်ញင်တစ်ခါလေးပင်ကြတာပဲကျွန်တော်ကတော့သိကျင်လို့မိတာပဲဗျာတဲ့အဲ့တော့ဆုတော်ပိုင်ဆရာတယောက်အနေနဲ့ယခုလက်ရှိအခြေအနေဦးရင်တော့အခြေအနေတွေတော့ကွာသွားပါပြီပညာခံယူခြင်းနဲ့ဆရာတဲ့လမ်းတွေကဖမ်းဆီးမြောက်လို့ဘဲမှမသွားရဘူးဆရာအဲ့ဒါတော့ဟုတ်တယ်အဲ့ဒါလည်းတော်တော်လေးစိတ်မကောင်းစရာပါနော်အားပေးပါတယ် YouTube မှာပါတဲ့ဒေါင်းကြီးကြည့်ရတယ် FB က line ကြတယ်ကြည့်မရလို့ကြည့်ပြမကြည့်ပြပါဘူးတဲ့ YouTube ကပါတင်ပေးစီကျွန်တော်ဟုတ်ကဲ့တင်ပေးပါမယ်မျိုးရောက်တဲ့အခါမှာတဲ့ဒေါင်းကြီးကြည့်နေရလို့ပါလေးစားပါတယ်ဆရာခင်ဗျာတော်တော်လေးကိုစိတ်မကောင်းစရာကောင်းပါတယ်အဲ့တော့ကျွန်တော်အခုဒီ live လေးတွေကိုလည်းဒေါင်းပြီးတော့ကျွန်တော် YouTube လေးမှာတစ်ခါပြန်တင်ပေးပါမယ်နော်မနောဝိဇာဆရာမင်္ဂလာပါဆရာဟုတ်ကဲ့ပါဆရာကြီးမင်္ဂလာပါခင်ဗျာလေးစားပါတယ်ဗျဆရာခိုင်ကိုမင်္ဂလာပါဆိုတော့ဟိုးအရင်တော့ရှင်ကျော်ဣဇာတရားမေတ္တိစေဂိုင်းတော်မြတ်ကြီးရဲ့ပညာကိုခံထားကြသောပုဂ္ဂိုလ်များတဆင်းမနေ9ဆင့်ပြည့်အချုပ်သမတော့ပြီးတော့စုတ်တော်ပြည့်နဲ့အဆင့်ထိရောက်ဖို့အတွက်ပညာပေးအဖဆရာတွေမှနေ၍အမျိုးမျိုးဖုံဖုံစစ်ဆေးစမ်းသက်ပြီးတော့မှအရေးချင်းနဲ့ပြည့်မိပြီးကိုက်ညီပြီးဆိုတော့မှစုတ်တော်ဆေးတော်ချပေးကြတာမျိုးဆရာတဲ့တာလီစွာပါဆရာတာလီစွာပါစခတ်ဝီလျံလားစခတ်ဝီလျံမင်္ဂလာပါခင်ဗျာစံကိုကိုသားမင်္ဂလာပါအဲ့တော့ဒီဘက်ခေတ်မှာကြတော့ကျွန်တော်တို့တွေအထင်းအကွက်လေးတွေအနှင်းငယ်မဲ့လာကြတယ်အထင်းကွက်လေးတွေရော်ရဲလာကြတယ်နော်ဟုတ်တယ်ဆ
ဆရာကလည်းမသိရမင်းလို့ဖြစ်နေရပါတယ်ဗျာတဲ့ဒီလိုပါခိုင်းတော်မြတ်ရဲ့ပညာကိုခံယူပြီးွားတဲ့အခါကျတော့လေဆရာတွေကပညာပေးပြီးွားတဲ့အခါကျရင်အထူးထူးသောဘုဒ္ဓတွေကိုကြိုးစားလေ့လာရမှာတပည့်တွေရဲ့အလုပ်မိမိဆရာစီမှာလည်းကြိုးစားလေ့လာရသလိုခိုင်းတော်မြတ်ကြီးနဲ့ပတ်သက်တဲ့အထူးထူးသောဘုဒ္ဓများရရှိနိုင်မဲ့နေရာမျိုးစုံကနေပြီးတော့လေလေ့လာရတာမျိုးဆိုတော့ဆရာတွေကိုပဲအပြစ်ပြောလို့မရဘူးကိုယ်တိုင်လည်းကိုလျှောက်တဲ့လမ်းကိုကိုယ့်ကိုဖောက်ရတဲ့အပိုင်းတွေလည်းအများကြီးရှိတယ်เนาะအဲ့တော့တေချာတော့ဆရာကိုပြစ်မတင်ပါနဲ့အဲ့တော့ဒီဘက်ခေတ်မှာကတော့စုတ်တော်ပိုင်းဆရာတယောက်ဖြစ်ဖို့တော်တော်လေးလွယ်ကူလာကြတယ်ပေါ့ဗျာတော်တော်လေးလွယ်ကူလာကြတယ်အဲ့တော့အဲ့ဒီပုံမှာကောင်းကျိုးဆိုးကျိုးတွေကတော့ဒုံတွဲနေကြတာပေါ့ကောင်းကျိုးဆိုးကျိုးတွေကဒုံတွဲနေတာပေါ့နော်အဲ့တော့သူ့ဘက်သူ့တပည့်သူ့ကနေသူအစဉ်ပြင်ပြီးတာပါပဲကျွန်တော်တို့ကတော့အရင်တော့ဂိုင်းတို့ချက်တဲ့စိတ်ခိုင်းတော့မြန်လို့တဲ့စိတ်နဲ့ဒါမျိုးတွေမဖြစ်သင့်ဘူးလို့မလုပ်သင့်ဘူးအရင်တော့ပြောတော့အခုနောက်ပိုင်းဘယ်သူမှဘာမှမပြောတော့သူများအဖွဲ့သူများတပည့်တွေကိုဝေဖန်ပြစ်တင်ပြောဆိုမဲ့အစားခိုင်းတော့မြန်နဲ့ပတ်သက်လို့ရှောင်လန်းနေကြတဲ့ပုံကိုယ်တွေထဲမှာလွဲမှားနေတဲ့အကြောင်းလေးတွေလိုအပ်နေတဲ့အရာလေးတွေပါလာပြီဆိုခဲ့ရင်ကျွန်တော်ပြန်တယ်ပြီးရင်ကျွန်တော်အဖွဲ့ကျွန်တော်တပည့်တွေကိုပြင်တယ်အဲ့ဒါဆိုပြီးပါပြီနော်အဲ့ဒါဆိုရင်စိတ်ချမ်းသာတယ်ဘယ်သူနဲ့မှလည်းပြောသနာမတတ်တော့ဘူးကိုကောင်းရင်အကုန်လုံးကောင်းသွားမှာပဲလေနော်အောင်သွင်းဘိုးဆရာမင်္ဂလာညဟုတ်ကဲ့ပါမင်္ဂလာပါမနောဝိဇာဆရာမှန်နေဆရာဟုတ်ကဲ့ပါအဲ့တော့ကဲဟုတ်ပါပြီအဲ့တော့ကျွန်တော်သတ်မှတ်ထားတဲ့အချိန်လေးလည်းရောက်ပြီဆိုတဲ့အတွက်ကြောင့်အထူးထူးသောဘုသူတွေများရရှိပါစေခြင်းလို့ငါရှင်ကျော်အိဆာဆရာမိတ်တိစေခိုင်းတော်ရဲ့အကြောင်းတစ်စေဆောင်လေးကျွန်တော်တို့ပြောကြတာပေါ့ဗျာနော်အဲ့တော့ကျွန်တော်စာဖတ်ပြနေတဲ့အချိန်မှာcomment လေးတွေကိုပြန်ပြီးတော့ reply မလုပ်ပေးနိုင်ခဲ့ပါဘူးဆိုခဲ့ရင်နားလည်ပေးပါဖြစ်နိုင်ရင်တော့ကျွန်တော်စာဖတ်နေတဲ့အချိန်လေးတွေမှာ comment လေးတွေမမှတ်တာအကောင်းဆုံးပါပဲစာဖတ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့အပြန်အလှန်မိသားစုစကားဝိုင်းနေပြောကြတာပေါ့ဗျာနော်ရှင်ကျော်အိဆာဆရာမိတ်တိစေခိုင်းတော်ကြီးအကြောင်းရွှေရင်ကျော်ဟူသောခိုင်းတော်ကြီးအမိနာမသည်ယခုအခါမတိသူရှာမရှာသလောက်ပင်ထွန်းလင်းတောက်ပပွန်းလန်းစီပင်လျက်ရှိနေလိမ့်မည်ရွှေရင်ကျော်ခိုင်းတော်ကြီးဤကြီးမထေဝါသောဂုံတရင်သည်လည်းတိုင်းပြည်နေရာအနှံ့အပြားပြန့်နှံ့ကြော်ကြားနေပါပြီရွှေကျော်ခိုင်းတော်ကြီးစီပင်ပြန်ပွားသလောက်တတိနောင်နာများရကြပြီးမကောင်းမှုနယ်ပယ်မှလွတ်မြောက်ကသူတော်ကောင်းတို့၏အကျင့်သီလသစ္စာသမารိခိုင်မြဲ၍လာကြသူခိုင်းဝင်အပေါင်းတနေ့တခြားပွားများလာလျက်ရှိပါ၏ဤသည်တို့မှာရွှေကျော်ခိုင်းတော်ကြီး၏ဓမ္မထိတ်ထန်ကြမျက်ဝါးထင်ထင်မြင်တွေ့လေ့လာနိုင်သောစွမ်းရည်သူများတိတ်ထီသူများကြောင့်ပင်ဖြစ်ပါ၏ဤတိတ်ထီမေတီတို့သည်လူသားမန်တို့၏ဉာဏ်ဖြင့်ကြံစထားသောလောကီပညာမဟုတ်ပါကြတကယ်မြင့်မြတ်ထူးကဲသောပါရမီရှင်ထွက်ရပေါဝိဇ္ဇာကြီးများ၏ကြီးမားသောမေတ္တာကရုဏာဖြင့်အမျိုးဘာသာသာသနာ၏အကျိုးငါထိုက်တန်သူသစ္စာရှင်သူတော်ကောင်းတပည့်တို့အားဆောင်းမချီးမြှင့်ခဲ့သောအထလန်ဝိဇ္ဇာပညာ၏တိတ်ထိမဟိဋ္ဌိတို့သာလျှင်ဖြစ်ပါ၏ကျွန်ုပ်တို့၏ရွှင်ကျော်ခိုင်းတော်ကြီးစတင်ပေါ်ပေါက်လာပုံအစကနဦးရာဇဝင်ကိုလက်လန်းမိသည့်တာရကအထောက်ထားများဖြင့်လေ့လာဖော်ပြရပါလေအထက်ဝိဇ္ဇာဆရာကြီးများဖြစ်ကြသည့်အဖဆရာအေးနှင့်အဖဆရာပြူတို့မှစတင်ရပါမည်comment လေးတွေကိုကျွန်တော်ပြီးမှပြန်ပြီး reply လုပ်ပေးမှာနော်ကျွန်တော်စာဖတ်နေတဲ့အခါကျတော့လေ comment လေးတွေကိုစိတ်ရောက်သွားစာဖတ်ရတာအဖြတ်တောက်မညီတော့တဲ့အခါနားထောင်ရတဲ့အခါနဝင်ပြရမရှိတော့မှဆိုလိုပါနော်အဖဆရာပြူအဖဆရာအေးတို့၏အကြောင်းချင်းရာများနှင့်ဆက်လင်း၍သိရှိရသည့်အချက်လက်များသည်ခိုင်းဟူသောအဖွဲ့အစည်းကိုရှေ့ဦးစွာစတင်တည်ထောင်သည့်အဖဆရာပွင့်ရှိစဉ်ကရေးသားထုတ်ဝေခဲ့သောခိုင်း၏အကြောင်းစာအုပ်၌ပါရှိသည်တို့ကိုမိញ្ញမ်းရေးသားရခြင်းဖြစ်ပါသည်အဖဆရာပွင့်သည်ထွက်ရပေါဝိဇ္ဇာကြီးများဖြစ်ကြသည့်အဖဆရာ၏အဖဆရာပြုတို့ဖြင့်တွေ့ရှိကြုံကြိုက်ခဲ့ရပြီးဝိဇ္ဇာပညာရပ်များကိုသင်ကြားတတ်မြောက်လာသောအခါမှအခြားသောတပည့်လူပုဂ္ဂိုလ်တို့အားခိုင်းအဖြစ်တည်ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်လေသည်အဖဆရာအေးအထုပ်ပတ်တီများကိုပြောရမည်ဆိုပါလျင်အဖဆရာပွင့်သည်ငယ်စဉ်အသက်25နှစ်ကပင်ဤဝိဇ္ဇာပညာရပ်များကိုစတင်ရရှိခဲ့လေသည်တက္ကရာ1964ခုနှစ်ကြိုက်လက်မြို့အပိုင်း
ကျုံငဲ့ဟုခေါ်သောရွာကလေးတွင်ဖြစ်သည်ကျုံငဲ့ရွာလေးမှာအလွန်အေးချမ်းသာရသောတဘာဝပတ်ဝန်းကျင်ဖြင့်ကြည်နူးွယ်ကောင်းလာပါပြီရွာထဲ၌ကလူအားလုံး၏ယွန်ကြောက်ရလာအောင်မျက်နှာထားတီတီနှင့်လူလုံးလူထဲပြည့်ပြည့်ဝဝမရှိလွန်းမတူလွန်းသောလူရွယ်တယောက်ရှိပေသည်ဤရွယ်သည်အတောက်တွင်ဘိုးမထားတဲ့ကဲ့သို့ကစားဘက်တွင်လည်းအာကြီးလာပါ၏အတီးအမှုတ်ဘက်ကလည်းဝါသနာထုံသည့်အလျောက်အထူးတက်ကြွ၏အလောက်အစားအားကစားနှင့်ဗယံမရာခပ်ပေပေခတ်တေတေဖြစ်ချင်ရဖြစ်ဟုသောသဘောဖြင့်နေတတ်၍အရက်ကယွန်ကြောက်ရသူဖြစ်လေသည်အခါမှာတောသူတောင်သားတို့စပားရိတ်သိမ်းပြီး၍အားလက်သောတမယဖြစ်နေသည့်အခါတွင်ရွာရှိကာလာသားများဘာသာဘာဝပျော်ရွှင်မြူးတူတီးမှုတ်ကခုန်လျက်ရှိသောအချိန်ဖြစ်ပါသည်ဒီနေ့တွင်ဤကျုံငဲ့ရွာလေးသို့မန္တလေးသားဟုမပြောတော်လေတိနိုင်လောက်သည့်ပုံမှန်တရံဖြင့်ဥပုပ်တော်ရှင်တောင်ရှိပစိုးနှင့်သုံးရင်အင်ကြီးကိုဝတ်လျက်အသက်60ကျော်80နီးပါးခန့်ဆရာကြီးတယောက်ဝင်ရောက်လာခဲ့လေသည်ဆရာကြီး၏ရင်ကျေးသိမ်မွေ့သောအမူအရာကထူးခြားလာ၏ထို့ပြင်ဥကောင်း၌ကရွတ်ခွေခေါင်းပေါင်းကိုပေါင်းထားပေးသည်လက်တစ်ဖက်ကစိတ်ပတိကိုကင်ထား၏ဤထူးဆန်း၍တစ်ချိန်တစ်ခါမျှမရောက်ခဲ့ဘူးသောဆရာကြီးသည်ကျုံငဲ့ရွာသို့ရောက်လာသည်နှင့်လူဆိုးလူပေလူတွေဟုတတ်မှတ်ထားသောလူရွယ်၏အိမ်ရှိရာသို့သွားလေတော့သည်ဆရာကြီးသည်လူရွယ်အားငါသာအဘကိုမင်းရဲ့အိမ်မှာတဲခွင့်ပြုပါဟုခွင့်တောင်းလေသည်လူပေလူတွေဖြစ်သောလူရွယ်ကလေးသည်ဆရာကြီးအားသူ၏နေအိမ်တွင်တဲခွင့်ပြု၍နေထိုင်စေပါ၏ဤအိမ်တွင်နေထိုင်စဉ်အတွင်းထိုဆရာကြီးသည်မွေကြိုက်သောသူများနှင့်ကာလနာခေါ်ကာလဝမ်းယောဂဖြစ်သူရွာသားများကိုထူးထူးခြားခြားကုသပေးတော်သည်ဆရာကြီးသည်စေပညာ၌အထူးတက်ကြွသည်ကိုအားလုံးကသိရှိကြရလေတော့သည်မွေကြိုက်၍မွေသိမ့်တတ်နေသူများကာလဝမ်းယောဂဖြစ်လာသူများစွာကိုကုသရလွန်းသဖြင့်မွေဆရာကြီးဟူ၍၎င်းကာလနာဆရာကြီးဟူ၍၎င်းခေါ်ဝေါ်ကြလေသည်ဆရာကြီး၏ပညာစွမ်းကအထူးကြော်ကြားလာပြီးတော့သည်လူတိုင်းကအံ့ဩကြလောက်အောင်ပဲစွမ်းလာသောမွေဆရာကြီးကာလနာဆရာကြီးဟုခေါ်စမတ်ပြုနေကြသည်ဆရာကြီးကအခြားမဟုတ်ပါကြီးကျွန်ုပ်တို့၏ကျေးဇူးရှင်ဝိဇ္ဇာကြီးတစ်ပါးဖြစ်သောအဘဆရာအေးပင်ဖြစ်ပါတော့သည်ထိုစဉ်ကဆရာအေးဟူသောနာမကိုအခေါ်နေကြပါ၏မူရတောက်စားအာကစားတွင်ဘုံမထားအတိအမှုတ်သမားဖြစ်သောအိမ်ရှင်လူရွယ်မှလည်းကျွန်ုပ်တို့၏ကျေးဇူးရှင်အဖဆရာပွင့်ကြီးဖြစ်မည်မောင်ပွင့်မင်းဖြစ်ပါတော့သည်အဖဆရာကြီးသည်ထိုစဉ်ကပေတေတောက်စားမှုရနေသောမောင်ပွင့်ကိုမကြာခဏချော့မော့ပြောဆိုဆုံးမလေသည်အဖဆရာကြီးသည်ထိုလူရွယ်မောင်ပွင့်၏အတွင်းတခံဖြစ်သောတီကြီးဖြောက်မှတ်သည့်စိတ်နေသဘောထားရိုးသားဖြူစင်သည့်စိတ်ထားနှင့်သက်စာရှိသောသဘောတို့ကိုသိရှိပြီးဖြစ်သောကြောင့်မကောင်းမှုတို့ကိုစွန့်ပစ်ရန်ဖြာယောင်ဆုံးမနေခြင်းဖြစ်လေသည်ငါသာမင်းဟာဆက်စုပ်ရွံရှာပွဲကောင်းတဲ့ဒုစရိုက်မှုတွေကိုမပြုလေနဲ့မင်းရဲ့စိတ်ဟာအလွန်ရိုးသားဖြောက်မှတ်ပြီးဂရိသက်စာကြီးသောစိတ်ဖြစ်တယ်ဒါကြောင့်ဆရာကမင်းကိုပညာတွေသင်ပေးမယ်စားဖို့တောက်ဖို့အမှုကိုပါမှမပူနဲ့ဒုစရိုက်မှုတွေကိုရှောင်ကျဉ်မယ်ဆိုရင်အဘကပဲကျူးမွေးပါမယ်အဘဆရာကြီးသည်မောင်ပွင့်အားအလွန်ထက်မြတ်သောပညာစွမ်းများကိုသင်ပေးလို၍ဆုံးမစကားများကိုမကြာခဏပြောဆိုနာသွင်းလေသည်ထိုအိမ်၌ပင်ဆရာနှင့်တပည့်တို့အတူတကွနေထိုင်လာခဲ့ကြလေသည်မောင်ပွင့်သည်ဆရာ၏စကားကိုမြေဝဲမကျလိုက်နာကျင့်သုံးပြီးပညာရများကိုတစားတစားသင်ကြားလေ့လာလေတော့သည်ဤသို့နှင့်6လခန့်အကြာတွင်အဘဆရာ၏သည်အညာသို့သွားဦးမည်ဟုနှုတ်ဆက်ပြောဆိုပြီးထွက်ခွာသွားလေသည်သွားပြီး3လလောက်ကြာလျင်ဆရာကြီးသည်ပြန်၍လာလေသည်ဤကဲ့သို့ခရီးထွက်လိုက်ပြန်လာလိုက်ဖြင့်သွားကြီးလာလှည့်နေစဉ်တပည့်ဖြစ်သူ၌တစုံတရာတစ်ခုဆရာစကားကိုမှားယွင်းချော့ချော်လျင်ဆရာသည်ဖွင့်မပြောဘဲနဲ့အတက်ပင်သိလေသည်ထိုအခါဆုံးမစကားပြောဆို၍တင်ကြားဝယ်တို့ကိုတကြွအောင်တင်ကြားလေတော့သည်တစ်ချိန်၌အဖဆရာအေးသည်တပည့်မောင်ပွင့်ကိုခေါ်၍တက်တာတစ်ခုတည်းတွင်ငွေ200ခန့်နှင့်ငါပြောသည်တပည့်တို့ကိုထည့်လျက်တက်တာကိုတော့ပိတ်ပြီးအနှံထားခဲ့၏ထို့နောက်ဆရာကြီးသည်တလခန့်ခရီးသွားကြရှိသည်၎င်းတက်တာတော့ကိုကောင်းမွန်စွာသိသိထားတက်တာကိုမဖွင့်လေနှင့်ဟုမှာကြားထားပြီးထုံးစံအတိုင်းခရီးထွက်သွားလေသည်ဆရာကြီးခရီးသွားနေစဉ်တွင်တပည့်ဖြစ်သူမောင်ပွင့်၌ငွေရေးကြီးကြက်တဲမှုဖြစ်ပေါ်လာလေသည်ထို့ကြောင့်စားရေးတောက်ရေးချွတ်ယွင်းပြီးအသုံးအဆွဲအထူးကြက်တဲ၍အခက်အခဲနှင့်ကြုံကြိုက်လေတော့၏ထိုအခါမောင်ပွင့်သည်အဘဆရာကြီးကအနှံ၍ထားခဲ့သော
တက်တာထဲမှာငွေကိုယူငင်သုံးဆွဲရန်စိတ်ကူးအကြံများပေါ်ပေါက်ကြံစီမိလေသည်ဆရာမှာကြားခဲ့သည့်စကားများကိုလည်းသတိရပါ၏စိတ်ကိုအထူးတင်၍ထိုအကြံကိုပယ်ဖြတ်လိုက်ခဲ့၏ငွေကြေးကြက်တဲမှုပေါ်လာပြန်လျင်ထပ်မံစိတ်ကူးကြံစီမိပြန်၏ဆရာ၏မှာကြားချက်များကိုသတိပြန်ရလျင်ဂရိသစ္စာကိုမဖြတ်လို့၍၎င်းအကြံကိုပယ်ဖြတ်လိုက်ပြန်၏ဤသို့ဖြင့်သုံးကြိမ်သုံးခါမျှကြံစီစိတ်ကူးမိလေသည်သို့တော်လည်းဆရာမှာကြားသမျှတို့ကိုသတိရလျက်ထိုစိတ်ကူးများကိုဖျောက်ဖျက်ပြစ်လိုက်နိုင်သည်သာဖြစ်ပေသည်ရောင်ရွေ့မြပြင်တက်တာကိုဖွင့်မကြည့်ပြခဲ့ပါစေတက်လာကြသောအခါတွင်အဘဆရာ၏သည်ထိုအိမ်သို့ပြန်၍ရောက်လာလေသည်ရောက်လျင်ရောက်ချင်းပင်ဤသို့တပည့်ဖြစ်သူအားမေး၏မင်းမငွေသုံးပြက်ပြီးတက်တာဖွင့်ဖို့ကြံတာ300ရှိပြီမဟုတ်လားဟုမေးပြန်လေသည်တပည့်ဖြစ်သူကလည်းရိုးသားဖြောင့်မတ်သူဖြစ်သည့်အားလျော်စွာဟုတ်တိုင်းမှန်ရကိုဝန်ခံလေသည်ထိုအခါအဘဆရာ၏ကငါတပည့်အစင်းရဲမခံနိုင်သေးဘူးဟုမြည်တွန်တောက်တီးပြောဆိုဆုံးမပြေးလျင်တက်တာကိုဖွင့်လေသည်တက်တာလေး၌ကငါပြောသည်များသည်လည်းမပုံမတူပဲပဂရီအတိုင်းရှိနေခဲ့ပြီးထားခဲ့သောငွေများမှာတိုးပွား၍နေသည်ကိုတွေ့ရလေ၏ဤကဲ့သို့အဘဆရာ၏နှင့်တပည့်ဖြစ်သူတို့သည်ပညာများသင်ကြားပေးရင်9နှစ်ခန့်အတူတကွနေထိုင်ခဲ့ရလေသည်ပညာရများအကုန်စင်သင်ကြားပေး၍စိတ်ချရလာသောအခါတွင်အဘဆရာ၏သည်တခါတည်းပင်အစပြောက်ပင်ထွက်ခွာသွားလေတော့သည်ဤသည်တို့မှာကျွန်ုပ်တို့၏အဘဆရာကြီးဆရာပွင့်နှင့်အဘဆရာ၏တို့တွေ့ကြုံဆုံစည်းခဲ့ရပုံကိုအဖြစ်အပျက်အချင်းယုံမျှဖော်ပြခြင်းဖြစ်ပါသည်အဘဆရာပြုအကြောင်းထပ်မံ၍ပြောပြပါဦးမည်အဘဆရာ၏ထွက်ခွာပြောက်ွယ်သွားပြီးသည့်နောက်ဆရာကြီး၏တရင်တို့ကိုစုံစမ်းရှာဖွေ၍တနစ်ခန့်ကြာခဲ့ပြီမြည်သည့်တရင်ကိုများမရသည့်အစုံလက်လျှော်၍နေခဲ့ရမှရင်းကြုံမငဲ့ရွာလေးစီတို့ထူးထူးဆန်းဆန်းရသေးပုဂ္ဂိုလ်ကြီးတစ်ပါးရောက်ရှိလာလေတော့သည်ထိုရသေးကြီးမှာမြစ်ပတ်ပြီး၍လူအများကအယူကြီးဟုပင်ခေါ်ရလောက်အောင်အသက်မှာ80ကျော်အရွယ်ရှိပေမည်ထိုရွာသို့ရောက်လျင်ရောက်ချင်းပင်မောင်ပွင့်နှင့်စိုက်စိုက်မြိုက်မြိုက်တွေ့ပြီးသည့်နောက်ဆရာအေးဤတပည့်ဖြစ်တဲ့မောင်ပွင့်ဆိုတာမင်းလားဟုမေး၍အိမ်သို့လိုက်လာလေတော့သည်အိမ်သို့ရောက်လျင်မင်းဆရာဖြစ်တဲ့ဆရာအေးကငါရဲ့ရင်းချတဲ့မိတ်ဆွေဖြစ်တယ်မင်းဟာလည်းငါတပည့်ပင်ဖြစ်တယ်ဒါကြောင့်မင်းထံမှာငါနေမယ်ဟုပြောဆိုပြီးထိုအိမ်မှာပင်သတင်းသုံးနေထိုင်လေသည်ကျုံမငဲ့ရွာသူရွာသားများကမူထိုရသေးကြီးကိုရသေးယူကြီးဟုထင်မှတ်ကြလေသည်အနေထိုင်မှာထူးဆန်းလုံးလာသဖြင့်တကြောင်တခါတရံတိုးတဲ့သို့လက်ပတ်သွားလာ၍အစိတ်ပြင်းထန်သောမွေဝင်းမွေဟောင်းများကိုကပိုက်ထဲတွင်ထည့်၍လာတတ်သောကြောင့်လည်းအံ့ဩခြင်းဖြစ်ကြလေသည်တပည့်ဖြစ်သူမောင်ပွင့်ထမင်းစားနေစဉ်အခါများတွင်လည်းအလွန်ညစ်ပတ်သောဓတွေးများချွဲတလိပ်များနှင့်နှက်ချင်းများညှစ်ပြီးထမင်းဟင်းပကံများတဲ့သို့ထည့်တဲ့ပြန်သည်ဤသို့ညစ်ပတ်သောအမူအရာများဖြင့်ပြုတ်မှုလေးရှိတော်လဲတပည့်ဖြစ်သူမောင်ပွင့်သည်စိတ်ပြက်ညှိညူခြင်းမပြုဘဲခံနိုင်စွမ်းသူဖြစ်လေသည်အဲ့ဒီနေရာလေးတွေမှာတော့မှတ်သားကြရလေးတွေကောင်းပါတယ်နော်ဆိုတော့ဟိုးခေတ်အခါတော့တပည့်တယောက်ပေါ်မှာဆရာကြီးကခန္ဒီပါရမီကိုအဲ့ဒီလိုစမ်းတက်တာမျိုးတွေရှိပါတယ်နော်ဒါပေမဲ့ဒီဘက်ခေတ်မှာတော့စမ်းတဲ့ပုဂ္ဂိုလ်တွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်ပြောနေကြလို့ပေါ့ဗျာအဲ့ဒီခါတော့စမ်းတက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကဝိဇ္ဇာတွေအစမ်းတက်ခံရတဲ့ပုဂ္ဂိုလ်တွေကပါရမီရှင်တွေအဲ့တော့အဆင်ပြေတာပေါ့နော်ဒါပေမဲ့ဒီဘက်ခေတ်မှာတော့ဆရာနဲ့တပည့်ဆိုတာအဲ့လိုမျိုးတွေစမ်းတက်ဖို့တိတ်မတဲ့တော့တဲ့အချိန်ကာလတစ်ခုတည်းမှာပါတာပေါ့ဗျာနော်ဘောတော်ဘုန်းကြီးတပည့်ရင်းများပြောပြချက်အရထိုနှစ်ချေတွေတလိပ်ချွဲစသည်များကိုထမင်းဟင်းနဲ့ထဲတော်လဲမြစ်ပတ်နန်းစောခြင်းလုံးဝမရှိပဲငွေကြိုင်လျက်ရှိသည်ဟုဆိုပါသည်ယတိကြီးနှင့်ဤကဲ့သို့အပြင်တနစ်ခန့်အတူနေထိုင်ပြီးတော့အခါတနေ့တွင်မောင်ပွင့်အားခေါ်၍ဤကဲ့သို့ဆိုလာသည်မောင်ပွင့်မင်းဟာဆရာရဲ့တင်းချောင်ကိုအထူးပင်ခံနိုင်စွမ်းတဲ့တတ်တည်လည်းရှိတယ်ဆရာကိုလည်းချက်ကြောက်ယူသေးတယ်ဒါကြောင့်မင်းကိုတပည့်ကောင်းတစ်ယောက်ဖြစ်ကြောင်းဆရာစိတ်ချယုံကြည်တယ်ဆရာဟာအညာရက်ထံမြို့ပကံသို့တွားရပါမယ်မင်းမကြမကြလိုက်လာခဲ့ရပေလိမ့်မယ်တပည့်ဖြစ်သူဟာအကျိုးအကြောင်းပြောဆိုမှကြဆုံးမပြီးသည့်နောက်ထိုရသေးကြီးသည်မောင်ပွင့်၏အိမ်မှထောက်ခွာသွားလေတော့သည်ဆရာရသေးကြီးထောက်ခွာသွား၍နေ့ရက်များမကြာမီတပည့်ဖြစ်သူသည်ပကံမြို့သို့လိုက်ပါသွားလေတော့သည်ထိုစဉ်ကအသက်30ကျော်ခန့်အရွယ်ရှိသောဆရာလေးကိုပွင့်သည်ပကံမြို့သို့ရောက်၍ချင်းဆိုထားခဲ့သောနေရာသို့သွားပြီးရသေးချင်းနှင့်တွေ့ဆုံလေသည်ထိုနေရာမှတဆင့်
Bagan Mui the Bagan Kayun, Shini the Tetao Yadu, Yadi Jin do Toko Dojaya Bianidi, Tetao Yone and Idrin, Payanga do Dishi lady, Lagon Payanga do Sia the Beneadi, Tarin di Lamia Saudi, Loki Pinyamago Art of Lila Jalidi, Igedo the Rendila Tamata Bawanamia Boamia, Loki Pinyamago Lila Ye, a daytime Yamia Sidoha, Siajidi, Tebego Soma the Gamia, Josula lady. Narabe, Loga Daniajima, Nasure Dikana account Bogiha, the Gero Hokdiniram Hoku, Anesa the woman or Yogi Bibe, the gay Shuma Jimesoyen, the Lolo Louis Yuliabi, Piasin and Piasinira, the Todo Babe, Palaji de Lode, Moyaji Niluni, the Kugu de Lialia, Kayajiga the Mu, South Fujiga the Pong, the Bonugale and Yajigabe, Obong Nabungule. Tindian Shasha Mini Davim Hoda, Dilu Malare Diarima, Madame Nama Daba, Ura Naragu Pesha Chulu, Kanagu Bedia Chokwa Limalelu, Yokane Ajin Abian Senajilayen, Uruza, Shogaladalian, Mabia Ama Abian, Nantaya Niare, Tabadi Salunia, Tabari knew Tamakan Nama a choke. Nyanwaga Ada Obi, Jesio de Jong, a cheho at the Lome, Saya Dio Hongo, Nam Jonga Dadagotin, Amadamuma Dui Yunya Ao, De Jenkore, Tamuti Marana Dapin, Abaya Gokanago, Asata Dome, Tajamu, Saya Yogalago, Long Yung Lare de Dama, DC Donone do Tebi, Bumi Sudom Yibatayama, Adecha Tabaliro, Tabi de Ka. Talaja on Tida said, Maunian Pundi, Siago Pi, Taladaba, Maumadovani, Toaga Mani, Natidi, Matui Sasa, Kana Piabalime, Nade Yada Kayunane, Saya the Dway, Pagin Lo the way, Megan Weda, Asasago, Nine Sa Singing, Saya Dim Pina Damia, Nane Pop, Nana Guda, Laisi Kwahu, Decha Maswa, Saya Biai. Sasa Longzong, Saya Gongo, Abong Jiwa, Jesu Miago, Tautang Egua, Mong Pene, Mabia Manwa, Takanago, Mongma Ane, Mongla Dunwe, Puran Lule, the gay Sai, Jaga Lai, Saint Mike Nunia, Tommy Hala, Lavia Mane, Mongmabine, Now Yesaya, Yoganya 80, Kama Zetine, Sego Chayang. Mongo Bong Yihu Okong Joda, the Wonya, Piola Doka, Maumabani, Maya the Go Mumupin, Chu Tajua, Chela Jali, Chaga Mashong, Young Dong Dong Bia, a Temabi, Na Tadu, Cheke Mulin, Dodu Kongwe, a Pi Yema, De Jimuga, De Songyali, Mayumbawa, Wibaga, Nonka de Yao, Monga Jawiro. Mapo Shija Tenengadi, Makwa the Gua, Nita Shalia, Palin the Kan Gango Nanai, Tuzan Tessa, Puendo Kalin, Techa Maswa, Mong Nim Badile, Mata Bai, Ginu Nailimi, Masi Yayi, Mapuline, Punli Dunga, Nabama, Mocha Sasa Kana Biayi, Jigme Ledai, Matunai Me, Makai Nuna at the Sally, Makamyada Nabudalien, Pida Mayun. The king yendo, Tenlen Kuda, the Navama, Nada Duka, Chanda Yalime, Dala Jedu Gondugo, Swim Udaya, Nasaba, Maja Lala, Pagin Nai, Mania Watsana, Atandango, Majama Juen, Nada Yinga, Tenlen Chuchu, Masi Louis. Yadisiajidi, Egedo, the baby to Sialiku, Maja Somabi, Majami, the Zondukudo Yoga with Namakayawe, 8 years to get to Piadobi. Totally winly chokedy. Asawaya de Gia, Cham Hobaji, Asaja Medisi, Gainoji, Asa Awu for you adore, Wizaji the Bapedi, Abba, Sia Buin, Sabarodi. Tono doing up, Teto Yama, Lumiadi, Yadiji about the India to say of Dobby, maybe, Oko Jet, Chilirodi, Yadiji TV, Hudo, Gola Hala Pibidina, Majami, the Vepsi to Sialico Wendy. Abasia Buma Ragadi die, Teacher Kankan, Longo, Kong the Longo,
အမြန်ပြုတ်ပြင်စီရင်၍ဆရာရသေးကြီးရုပ်အလောင်းနဲ့တကွာဆေးသုံးလုံးကိုပါလက်ကိုင်းပေါ်အပြင်ထုတ်ပြီးခေါင်းထဲမှာထည့်သွင်းလိုက်လေတော့သည်ပြီးသည့်နောက်လက်ကောင်းခေါင်းကိုတက်ထောက်ရွာနဲ့အတော်ကလေးလှမ်းသောတောရန်တနေရာမှာထားပြီးဆရာဤခေါင်းနားမှမခွဲပဲစောင့်ရှောက်နေလေတော့ဤစားတော့မှုအတွက်မှမူကနေ့စဉ်စားတော့ချိန်နီးလာသောအခါတိုင်းတွင်အငွေတထောင်ထောင်ထွက်နေသောစားတော့ဖွယ်ထမင်းဟင်းတို့သည်ထမင်းအုပ်၌ရှိနေသည်သာသည်ဤကဲ့သို့ဆရာအလောင်းကိုစောင့်ရှောက်နေစဉ်အတွင်းနေရောညပါအနောက်ရှက်အမျိုးမျိုးတို့သည်ရောက်ရှိလာတတ်လေသည်ကြောက်ရွံ့တုန်လှုပ်ဖွယ်ရများလည်းပေါ်ပေါက်လာတတ်၏လှေသားဖျားယောင်းမှုအမျိုးမျိုးလည်းပေါ်ပေါက်လာတတ်၏သို့ပါသောလည်းတပည့်ဖြစ်သူဆရာပွင့်သည်ဆရာမှာသည့်အတိုင်းခိုင်မြင်းမကြောက်မရွံ့ကြံ့ညံ့ခံ၍ရက်စီမြောက်သည့်တိုင်စောင့်ရှောက်နိုင်ခဲ့လေသည်ဆရာရသေးကြီးဤမှာကြအတိုင်းတလပြည့်မြောက်၍တရက်လွန်လျင်ဆရာအလောင်းကိုဖွင့်ကြည့်သောအခါဆရာရသေးကြီးအလောင်းနှင့်ဆေးလုံးများပါပျောက်ကွယ်ပြီးဆေးထုတ်၍ထည့်လိုက်သောလက်ကင်ဘဝသာလျင်ကြံရှိတော့၏အခြားပါမျှမရှိတော့ကြဤကဲ့သို့ဆရာကိစ္စအဘဝကိုဆုံးခန်းတိုင်အောင်ဆောင်ရွက်ပြီးစီးသောအခါဆရာပွင့်သည်မိမိရက်ရွာသို့ပြန်လာခဲ့လေသည်ထိုအခါမှစ၍ဆရာပြတာသောနီးများတိုင်းအိဇာတရားမိတ်တိစီဂိုင်းဟူသောအမည်ဖြင့်ပယောဂါအမျိုးမျိုးမွေစိတ်အမျိုးမျိုးနှင့်ကက်ယောဂါအမျိုးမျိုးတို့ကိုပါကုသပေးခြင်းတပည့်ပေါင်းများစွာတို့ကိုပညာရများသင်ကြားပေးခြင်းတို့ကိုပြုခဲ့လေသည်ဤမှစတင်၍အိဇာတရားမိတ်တိစီဂိုင်းတော်ကြီးသည်ကဘာမြေတလောတွင်ထင်ထင်ရှားရှားငေါငေါဆွင့်ကြီးပေါ်ပေါက်လာခဲ့ရလေတော့သည်ထိုစဉ်ကအဘဆရာပွင့်သည်အထက်ဆရာကြီးနှစ်ပါးဖြစ်သောဘိုးတော်ပြုနှင့်ဘိုးတော်အေးတို့ကိုတသလိုက်လျင်ကရောဘွဲပေါ်မှစကားပြောခြင်းရံဖန်ရခါကိုယ်တိုင်ကြွလာခြင်းများကိုတပည့်အချို့တို့ထင်ရှားစွာတွေ့ကြုံကြရလေသည်အဘဆရာပွင့်သည်ဝိဇ္ဇာပေးသောပညာရများကိုတပည့်အပေါင်းတို့အားမေတ္တာဂရုဏာရှေ့ထား၍သာလျှင်ဂိုင်းတော်ကြီးကိုဖွဲ့စည်းတည်ထောင်သင်ကြားပြသခဲ့ခြင်းဖြစ်ပေသည်အိဇာတရားမိတ်္တိစေဂိုင်းတော်ကြီး၏ဂုဏ်ကျေးဇူးကတပည့်သားမြေးတို့အဖို့ဆက်၍မကုန်နိုင်အောင်ပင်ကြီးမားလွန်လာပေတော့သည်ကျွန်တော်ဒီနေရာလေးမှာတခန့်ရပ်ပြသည်ဒါကအိဇာတရားမိတ်္တိစေဂိုင်းတော်ကြီးပေါ်ပေါက်လာပုံနဲ့ဂိုင်းတော်ကျုပ်ဖေကြီးဘိုးတော်ပွင့်အထိဒီသမိုင်းလေးကပြီးပါပြီအဲ့တော့ရှင်ကျော်အိဇာတရားမိတ်္တိစေဂိုင်းတော်ကြီးပေါ်ပေါက်ဖို့အဖေကြီးဘိုးတော်ပွင့်နဲ့အဖေကြီးဘိုးတော်ဟန်တို့ရဲ့တွေ့ဆုံကများကိုကျွန်တော်နောက်တစ်ခေါက်လိုက်လေးမှာပြောပြပါမယ်နော်ဖတ်ပြပါမယ်အထုပ်ပတ်ကြီးကြောင့်နည်းနည်းရှည်ရပါဗျာရှည်တဲ့အခါကျတော့ဖတ်ပြတော့နည်းနည်းမောတာနော်အဲ့တော့မောတာကလည်းတကြောင်နောက်လက်ကလွတ်ထားမှရှိတော့မိသားစုဝင်တွေနဲတဲ့ခါကျတော့အားနည်းနည်းပြတ်တာပေါ့ဗျာနော်ကဲအဲ့တော့ comment နေရာလည်း29ခုဆိုတော့နည်းနည်းလေးကျွန်တော်ဖတ်ပြီးတော့ reply လုပ်တဲ့အရာလေးတွေကျွန်တော်လုပ်ပေးပါဦးမနော်ထူးအင်ဇလီအဖိုးဦးတော်မင်္ဂလာပါကောင်းစီပိုင်မင်္ဂလာပါတင်းသမီးမင်္ဂလာပါဆရာတင်နိုင်ဦးကြည့်နေတဲ့ live ထဲမှာပါခဲ့သည်ရှိတော့ယခုလွင့်သည့် Facebook က live လေးကိုထောင်း၍ YouTube လေးကိုပြန်လဲတင်ပေးစီခြင်းပါတယ်ဆရာတန်းဆိုရေမတွေ့တော့ကြပြီချစ်ကိုနော်ကျွန်တော်ရဲ့ချစ်ညီကိုကြီးဆရာတန်းဆိုမင်္ဂလာညချမ်းမှာချစ်ဆရာဒီလိုတွေနားမထောင်ရတော်တော်ကြပြီလာမယ်လေပြန်လာမယ်နော်ပြန်လာမယ်ပြန်ချစ်မယ်ပေါ့တတ်နိုင်ထွန်းမင်္ဂလာပါဆရာတင်မွေးတွေ့မင်္ဂလာပါဆရာကြီးစိုးလွင်ထမင်္ဂလာပါထွန်းလင်းကျော်မင်္ဂလာပါစောင်းချယ်ရီလိုက်မင်္ဂလာပါခင်ဗျာဆရာသူတွေလည်းမင်္ဂလာပါဗျတိုက်ထော်လာနေနော်ထိုက်ထော်လို့ဘယ်လိုမသိဘူးမင်္ဂလာပါဆရာမင်္ဂလာပါဗျစုရမုံသူမင်္ဂလာပါပြုံးဤမင်္ဂလာပါသမီးမတွေ့ရကြပြီဆဆူရသာမင်္ဂလာပါဗျာချစ်ခင်လေးကြရပါတော့မြင်စရာဥတော်ပါဟုတ်ကဲ့ပါမင်္ဂလာပါမင်းသားအောင်ထပ်အောင်လိုက်ဥတော်ပါဟုတ်ကဲ့ပါမမူရေမင်္ဂလာပါဘိုးဆယ်မင်္ဂလာပါတီတာမြင့်သမီးမင်္ဂလာပါထိုင်းဘယ်တော့ပြန်ကြွမလဲဆရာထိုင်းကကျွန်တော်နောက်နဲ့3လပိုင်းပြန်လာပါမယ်ကိုရဲ့လေးစားလက်ပါဆရာထပ်တူလေးစားပါပဲဗျာမင်္ဂလာပါအားလုံးမင်္ဂလာပါနော်ဆရာကကျွန်တော်တို့ကိုတော့ဘာရေးရတော့ဆရာကျွန်တော်တို့ကိုတော့ဇီဒီတံပြန်စမဟုတ်ဖေးရောက်ပါပြန်တော့လာကြီးတံပြန်စမနဲ့အိဇာတရားဗာလဲငါးသူထုတ်အောင်စမတွေပဲသင်ပေးပါလေဗျာဗဆရာကိုယ်တိုင်လည်းအဲ့ဒါတွေပဲဆွဲပါလေတခြားကြီးဆွဲတာရဖို့တော့ငါးသူထုတ်အောင်စမဆွဲပြီးတော့တစ်ခါတလေအပ်ပါလေတခြားစမတွေပေါက်ပြီးတော့သင်ပေးရမှာဆိုတော့ဘာညာ
အဲ့တော့ဆရာလိုင်မျိုးတန်ခင်ဗျာအဲ့လိုကိုမှမျိုးကြတော့လေကျွန်တော် public မှာမမှတ်မှန်နေလားဗျာနော်ကျွန်တော်တို့တခြားသိကျင်တယ်ဆိုဆရာမြန်မာပြည်တွင်းမှာပဲဆိုရင်ဖုန်းပေအဲ့လောက်ပဲကုန်တဲ့ကိစ္စမဟုတ်တော့လေကျွန်တော်ဖုန်းဆက်တိုင်မယ်နော်ကျွန်တော်ကလည်းနီးနာနေတရားကောင်းလေးတွေလမ်းညွှန်ပေးမယ်ပြောပြပေးမယ်လေနော်အဲ့တော့ဒီလိုမျိုးလေးတွေရေးတဲ့အခါကျတော့ဆရာရဲ့ပညာညီကိုတစုံတစ်ယောက်သုံးဖို့တစုံတစ်ခုကများသိလို့ရှိရင်မကောင်းပါဘူးနော်မကောင်းကိုဆရာတော်လည်းမကောင်းဘူးနော်ကိုဖွဲ့တော်လည်းမကောင်းလေနော်အဲ့လိုမျိုးလေးမမနဲ့ဗျာတောင်းပန်ပါတယ်အရန်ကိုသိကျင်တတ်ချင်တာလေးတွေအဆင်မပြေတာလေးတွေတိုင်ပင်နေတာလေးတွေရှင်ညီကိုသဘောနဲ့ကျွန်တော်ဖုန်းလေးဆက်ပြီးတော့ဆွေးနွေးပါတိုင်ပင်မှာကျွန်တော်ကလည်းညံမိတာလေးတွေကျွန်တော်လိုအပ်တာလေးပြောပြမှာပေါ့နော်ဆရာကျော်မင်္ဂလာပါဆရာကင်းရေမတွေ့ရကြပြီဟုတ်ပါဗျာမတွေ့ရတော်တော်လေးကြာပါပြီခင်ဗျခိုင်းမင်္ဂလာပါဆရာဇွန်နိုင်ဦးမင်္ဂလာပါတဲ့ဆရာမိသားစုစကားဝိုင်းမလို့အခုချမယ်လေအခုမိသားစုစကားဝိုင်းနေချကြတာပေါ့ဦးတန်းထိုက်အောင်ဆရာမင်္ဂလာပါဗျဟုတ်ကဲ့မင်္ဂလာပါသမီးပြုံးကြီးမတွေ့ရကြပြီလေးသားပါတယ်အောင်ဖြိုးငါသားမင်္ဂလာပါဖူဖူထွေးဘလို့ဖူဖူထွေးလဲဖြူဖြူထွေးလဲမို့ဆရာမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ဘက်မှာလိုင်းကြနေတယ်ဒါစင်မကောင်းပါဘူးအောင်တန်းဦးမင်္ဂလာပါမလေးမင်္ဂလာညချမ်းပါမြင်ဆရာကြားဆရာရဲ့ YouTube channel ကိုအမြဲလိုဝင်ကြည့်ဖြစ်ပါတယ်ဘုသူတာတွေလည်းများစွာရောက်ကြဟုတ်ကဲ့ပါကျေးဇူးပါမလေးစီရင်ကျော်ဆရာမလေးတူတူမြတ်နိုးမင်္ဂလာပါခင်ဗျာအမေသားဆရာမတွေ့တာကြပြီဟုတ်တယ်ကျွန်တော်တို့မတွေ့တာကြပါပြီဆရာလိုင်မျိုးတန်းကျွန်တော်ဘက်မှာဟုတ်ပြီဒါရီဘလို့ဖြစ်လို့ပေါ်ရောက်လာအဲ့လိုရCB မှာကျွန်တော်စားဖို့ CB ဆရာကဘယ်နိုင်ငံမှာနေလို့လဲမသိဘူး CB မှာကြောက်လဲကျွန်တော်ကဒီတိတ်ကျွန်တော်ကဒီ light လေးလွှတ်လိုက်ပြီးရင်ကျွန်တော်ကိုလှုပ်ချရရှိတဲ့အလုပ်တွေကများတော့ဘူးเนาะကျွန်တော် light လေးပြီးတော့ပြီးညဘက်ကျရင်ကျွန်တော်အတွက်အလုပ်လုပ်ရတယ်အဲ့ဒါကြောင့်အရင်လို light တွေမလွှတ်နိုင်တော့တာလေเนาะအခုကတာဝန်တွေပုံများလာတယ်ကျွန်တော်လှုပ်ချင်တာတွေအကောင့်ထဲပေါ်ဖို့เนาะကျွန်တော်မသိခင်လေးပေါ့ဗျာမသိခင်လေးခိုင်းတော်မြတ်ကြီးရဲ့ပညာနဲ့ခိုင်းတော်ကကျူးတဲ့အစားအစာတွေကိုမင်းကြီးရှက်ရည်စားထားရရဲ့ဆိုတဲ့ခါကျတော့ခိုင်းတော်ရဲ့ကျေးဇူးကိုအထူးဆက်ဖို့ကျွန်တော်တို့မှာတောင်းပါလာပြီအဲ့တော့ကျွန်တော်မသိခင်လေးမှာခိုင်းတော်အတွက်အုတ်တစ်ချက်မဟုတ်တော့တဲတပွင့်နေရာကနေလှုပ်ဆောင်ရမယ်တောင်းဝန်လေးတွေများလာပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အလုပ်လေးတွေများနေပါလေမပြီးခင်ဘာမှမမြင်စေနဲ့ဆိုတဲ့စကားအတိုင်းပဲကျွန်တော်လုပ်နေတဲ့အလုပ်လေးတွေကိုရုပ်လုံးပေါ်လာတဲ့ခါကျရင်တင်ပြပေးပါမယ်နော်ခိုင်းတော်တော့9ရက်သားသမီးတွေအတွက်ရွှေညောခိုင်းတော်သူခိုင်းတော်သားဆရာမများအတွက်ရည်စူးပြီးတော့ကျွန်တော်လုပ်နေတဲ့အလုပ်လေးတွေရှိပါတယ်ခင်ဗျာနော်ဆရာတန်းတင်တို့မင်္ဂလာပါခင်ဗျာဆရာတန်းတင်တို့မသိမင်္ဂလာပါကိုကျော်ကြီးကျမ်းမချမ်းသာပါစေကိုကျော်ကြီးအနာနဲ့စိတ်များလုံးတွေ့ပါစေဗျာနော်ကဲအဲ့တော့မိသားစုစကားဝိုင်းလေးလို့ဆိုတဲ့အခါကျတော့လေစကားဝိုင်းလေးမိသားစုစကားဝိုင်းလေးမပြောပြတာကြာပြီဆိုတဲ့အခါကျတော့နည်းနည်းတော့ပြောကြတာပေါ့ဗျာနော်အဲ့တော့နော်ပြောပါမိသားစုစကားဝိုင်းလေးဘယ်သူတွေကခိုင်းတော်နဲ့ပတ်သက်ပြီးဘာတွေသိချင်တာများရှိပါသလဲဘာတွေမေးချင်တာများရှိပါသလဲမေးပါအဲ့တော့ခိုင်းတော်မြတ်ကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုလည်းမေးမြန်းနိုင်တယ်ဆရာစီမှာတဲ့မှားထားတာတဲ့ဘာဆိုလဲမေးနော်ပြေဖြိုးမင်္ဂလာပါဒါရဲ့စိုးလွင်ထက်မင်္ဂလာပါအဲ့တော့ကျွန်တော်ရှင်နိုင်မြင့်ဇနကဆရာတဲ့အသက်ကိုတဲ့တတ်ထားရင်တံပြန်ဆင်ရင်ပေးတာဆ
Sia Ataku Tata Namely. The two Kumali Namely. Yamamia la Salon de Bemocoda la. Hello. Change your eyes at your meeting, kind of Yaji Pinago. Okay, Sugimo to Minglava. Hamtajari Pinago Mount Mario Logi Pinago Lila like Sani Jare Nigo Mount Mario Acha Poesi Kangana Bedu Poku Web Logi Pinago Lila Javi Sugain Mapimani General Lila Yamale Media Kama General General Such out down for a boyano Matey Yani Daddy Dari Lila Hulu, no? So, Being made Samave Sue General a sea in Lobe Palu Web I such out them Madita Mayam General Time will love Shibare, that we may now net don't love my love him much about it. The me may you women lava Ero T Aga Bari Lesro General Ludo Yamiaro Yabida Babe. Uma didn't want alone to the Ludon to the Lupine or put your own, no? On Bagala, sweetheart or yen. No? Oh, the same man, Dala Wushar. Unyu came out to the way and see you. No? A little muribo. Such of them. Yawulu. Such of them with Yare Kata, the two are. Jatu Yisa and the Lumu Yaja. Shadawan I mean lava. No Jatu Yisa and the Lumu Yaja. Hello, the Gate or D. Harry would Jatu Yisa and the Lumu Yaya Mamum Hobu. King and the Lum, the Twitter King and the Lungu do let an Etaka, Mila Yanla Datlalu, Takane, Tiu, Juzaya Mari, Shibare. Anna Ubama Sujavaduvia on Bagala Suida do Yen Surekadro. Make that look your Cadro. Ubama, ting out do later and had her own babe. No? Ubama, own mew, era on bow, Bitalabe. Emo, era on babo, era muri, Tigo, Tajon, Lila Tabulu. No? Wakala, or Kunya's Rakalata pay. A Kushalu don't lay Yabame, a Miaro, Tataboyan, and Metabu, and upset at Kaladu. Don't yo. Tajo the choose his and Lady Mali. Calabo, Kong Longly, then I Kong Longly, Didi Beijing Abject, Siva Puene, Mui when a lesson, so they tell Lady go. The show at Bilo loaded, the show of CRC and Bilo loaded, so the show Ziamagone Poguri solution, I do Lady C and Luyali. Calabo, Kong Longly, then Madame Mudenane, Mimiro Yongia, Gono Karamyago, Yuji, Kong Longly, Beijing. I'm not done with time you really look up and lap when a lesson. I don't see what poignant and low winning as a moving in Abovia. I don't a son of your pain in Pina, seeing needed Mave, Gonu ya lady go Tokyo moving on Lojamebo. I don't didn't see why you look needed to the Sheila, see only to the Sheila. General didn't get that lesson with Yazaga, join and meet out to the Gawa. Go to the meet out to the see why they go on. No, when we nearly do when we leave go on, General lesson be me. I wrote lesson be me, Cajaro. Did I name not only a boy, Masu, ya? I wrote, well, less to all. I'll let me do Daluyala. Yara, boss, I'll let me do Daluyara. So, well, less to all. Did Emma see why lonely do Shila? Sha on Bibu, Madame Lava. Taji Minglawa, see why lonely Lucilla, she there, and we win la, when you as seeing you, Biam, not home as real Louis Shin of Yuma. No, no, see, Gaimavia, no Lagabia, so Nene say a Kachichi Line, Dini Piojana. I wrote down a Lushima Pia had a gown. Oh, yeah. I'm losing all the idea, young Jim Jiva, Lumia, Genoa, like this same view. She was here. Oh, we tell you, I don't find the Yavi. Oh, Neo Yavia. She did. Bring a boy, she and then Nayoga name, Neddy, and then a chila woman,
နှစ်ယောက်ကတော့နေသေးတယ်နည်းနည်းခက်ချစ်ချစ်ပဲပြောပါဆရာတဲ့ဘူးတုဒ္ဒတိုးတာပေါ့အော်3ယောက်ကလိုချင်ပြီတယောက်ကတော့ဘူးတုဒ္ဒလေးအနေနဲ့လိုချင်လို့โอเค3ယောက်နည်းနည်းလေးလဲလူလေးလဲစောင့်ရင်အမောလေးလဲဖြည့်ရင်နည်းနည်းခက်ချစ်ချစ်လေးနေလိုက်မယ်ဗျာနားထောင်ပါမယ်ဆရာโอเคဒါပေမဲ့တယောက်2ယောက်3ယောက်ပဲရှိသေးတယ်အော်နောက်တစ်ယောက်လာပြီနော်ဟုတ်ပြီအဲ့လောက်ဆိုရင်တော့နည်းနည်းလေးခြေလို့မရတော့နည်းနည်းလေးပြောမှရတော့မယ်သမီးရင်မမင်္ဂလာပါပြီနော်အဲ့တော့ပြောပါမယ်နော်အဲ့တော့စီးပွားရေးလုပ်ကြတယ်ဆိုင်တွေမှာအယောင်းဝယ်လေးတွေညံ့တယ်ရောင်းဝယ်ညံ့တယ်ဆိုတော့လေဗျာခေတ်ကာလကြောင့်လည်းပါမှာပေါ့နော်ဘလို့ပဲဖြစ်ပါရောင်းဝယ်ညံ့ကြတဲ့အခါမှာကျွန်တော်တို့ရေနစ်နေတဲ့လူကညက်ပင်လေးတစ်ပင်ပဲဖြစ်ဆွဲတင်ဆွဲရမှာဟုတ်ဗျာနော်ဆိုတော့နော်ပြောပြပါမယ်အဲ့တော့မိမိဈေးရောင်းတဲ့ကောင်တာကုန်းမိမိဈေးရောင်းတဲ့ခုံသို့မဟုတ်မိမိကအပြင်မှာစီးပွားရေးရှာရတယ်ဆိုခဲ့ရင်လည်းမိမိအိမ်ရဲ့ဖျားเจ้าဆောင်အဲ့ဒီနေရာမှာကျွန်တော်တို့ကြီးကလတ်လေးရဲ့အဲ့ကြီးကလတ်လေးပေါ်မှာကြီးခေါင်းလောင်းလေးရဲ့တင်ပြီးတော့ထားပါနော်အဲ့တော့ဆွမ်းနာကျွန်တော်ပြောတဲ့စာချုပ်တန်းကိုအလွတ်ကျက်ထားဆိုတဲ့အထဲမှာလည်းမိတ်တက်ဖြစ်တဲ့နော်ကလတ်ကလားတဲ့နော်အောင်ပကလားဆိုတဲ့ကလားတဲ့မိတ်တက်စီးပွားမိတ်လို့လည်းခေါ်တော့ဟုတ်နော်စီးပွားရှာနေတဲ့လူတွေတော့မိတ်ပေါ့ဗျာနော်အဲ့တော့အဲ့ကလတ်လေးပေါ်မှာခေါင်းလောင်းဆိုတဲ့ကလားတက်လေးတခါထပ်တင်လိုက်တယ်ကလတ်ခေါင်းလောင်းကက်ကင်းနော်ဒီကလားတက်လေးတွေကိုပေါင်းမိသွားတယ်အဲ့တော့အဲ့ဒါပြီးသွားရင်စီးပွားတက်ချင်တဲ့အခါကျငွေဝင်နေတာဟုတ်ဗျငွေဆိုတာကတနင်္လာနေ့ဖြစ်တယ်ဗျအဲ့တော့ဒီထဲမှာအင်္ဂါဝိဇ္ဇာပညာရက်တွေကိုလေးလာဘူးတဲ့ဆရာတွေဆရာမတွေပါမှာပေါ့နော်ပိုင်လဲပါမယ်ပါချင်မှလဲပါမယ်မပါတဲ့လူတွေလည်းမှတ်သိပြီးသားလူတွေအတွက်လည်းနှစ်ထပ်ရှိမှတ်မိတာပေါ့ဗျာနော်အဲ့တော့သူရိစ္ဆာတောက်ကြဗုဒ္ဓစန္ဒရောသောရီဂုရုဘောမာလို့ခေါ်တဲ့စဖို့လင်္ကာအတော်အတိုင်းငွေနံဖြစ်တဲ့စန္ဒရောဆိုတဲ့တနင်္လာနံကိုစဖို့အုပ်တဲ့သောရီနီးပညာဖြင့်ငွေဝင်ခြင်းတဲ့ပုဂ္ဂိုလ်တွေဟာနမော၅ချက်စီးပွားတက်ဆိုတဲ့ခါလာလေးကိုရွတ်ပြီးခေါင်းလောင်းလေးကိုတီးခဲ့မယ်ဆိုခဲ့ရင်ပိတ်ပင်တားဆီးနေတဲ့စီးပွားလက်လာပါတွေပွင့်လန်းတိုးတက်အောင်မြင်ရောင်းပန်းဝယ်ပန်းတွေကောင်းတတ်ပါတဲ့ဘေးရင်ဆရာမဟုတ်ဘူးနော်တခါလေးပြောထားတယ်ပြီးရင်ဆရာဟိုဟာကဘယ်လိုလုပ်အောင်လဲဒီရဲ့တနေရာလေးပြီးပါဦးဟိုရဲ့တရားလေးပြီးပါအောင်မလုပ်နဲ့ကျွန်တော်ကဘေးရင်မဟောစားဘူးဘေးရင်မတွက်ဘူးနော်ကျွန်တော်ဂိုင်းတော်မြတ်ကြီးရဲ့ပညာကိုမျက်နှိုးလို့ခொနည်းသားသမီးတွေကိုဂိုင်းတော်မြတ်ကြီးရဲ့ပညာနဲ့ဖျားတရားတန်ခါယန္နာမြတ်သုံးပါးနဲ့ပတ်ခတ်ပြုတဲ့မိစ္ဆာတို့ရဲ့အတိုက်ခံနောက်ဆက်ပယောဂတွေမိပြီးတော့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုကျွန်တော်တို့တက်ကြွတဲ့ပညာတွေနဲ့ကုသကယ်တင်တဲ့အလုပ်ကိုဝါဒနာပါလို့ဂိုင်းလုပ်ခဲလုပ်ပါတယ်ဒါကြောင့်ဘေးရင်မေးတာမျိုးလို့ဟိုဟာလေးဘယ်လိုလုပ်အောင်လဲဒီရေတရားလေးပေးပါလို့တော့မလုပ်နဲ့နော်ဒါကကျွန်တော်စိတ်ပါလို့ပြောပြတာနော်စိတ်ပါလို့ပြောပြတာအဲ့တော့စီးပွားပိတ်နေတဲ့လူတွေလက်တိတ်နေတဲ့လူတွေကလတ်လေးပေါ်ခေါင်းလောင်းလေးတင်နမော၅ချက်ဂါရာလေးကိုနေ့စဉ်ပုံမှန်ရွတ်ပါအဲ့လိုရွတ်တဲ့အခါမှာဆရာနမော၅ချက်ကိုဘယ်လိုရွတ်ရမလဲဆိုတော့ပြောပြပါမယ်အဲ့တော့နဝင်းနေရှိတယ်နဝင်းဆိုတာကိုးဖြင့်စားတော်ပြက်တိကိန်းကနန်းများကိုနဝင်းကြတယ်လို့လည်းအဆိုရှိတယ်နော်နဝင်းဆိုသည့်အရာဒီလောကီပညာမှာတိတ်တိအဖုံဖုံပြည့်စီတယ်လို့လည်းအဆိုရှိတယ်ပေါ့ဗျာနော်အဲ့တော့တချို့တွေကနဝင်းကြိုက်အောင်လုပ်နဝင်းကြိုက်အောင်လုပ်လို့ပြောကြတော့အဲ့တော့ဟုတ်ပြီနမော၅ချက်ဂုဏ်တော်လေးကိုစီးပွားလည်းတက်ချင်တယ်နဝင်းကြိုက်လေးလည်းရွတ်ချင်တယ်ဆိုတဲ့ခါကျတော့ကိုးဆိုတာကမူလနဝင်းလို့ခေါ်တယ်အဲ့တော့ကိုးကောက်ရွတ်ရုံနဲ့တော့တိတ်ထူးကြမှာမဟုတ်ဘူးဗျာနော်18ကတော့အောင်နဝင်းနဲ့နော်ခင်ဗျားတို့ကအောင်မြင်ဖို့လည်းလိုအပ်တာပဲဒါပေမဲ့အဓိကကငွေဝင်ဖို့ကိုဦးစားပေးကြတဲ့ပုံကိုယ်တွေဖြစ်တဲ့အတွက်ငွေနဝင်းဖြစ်တဲ့28ခေါက်ရွတ်ချင်းအပြင်ပို့ပြီးတော့ကောင်းတာပေါ့ဗျာနော်အဲ့တော့ဗတိစိတ်မယ်ဆို28ပတ်စိတ်ပေါ့28ပတ်ကိုများလို့မစိတ်နိုင်ဘူးဆိုရင်28ခေါက်ရွတ်ပေါ့နော်နမော၅ချက်ကတော့အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်နော်နမောတတဘဂဝါတောနမောတတဘဂဝါတောနမောတတအရဟတောနမောတတသမ္မာသမ္ဗုဒ္ဓတနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတဆိုတဲ့နမော၅ချက်ကိုယုံကြည်စွာရွတ်ဖတ်ပူဇော်ခြင်းအားဖြင့်ငွေနဝင်းဖြစ်သည့်
多啲တက်ကိုဥဆောင်啲ဂုံတော်ခါရာဖြစ်တဲ့အတွက်ငွေဝင်စေဖို့များပါတယ်ဒါကြောင့်လဲနမော၅ချက်စီးပွားတက်လို့အဆိုရှိတာပေါ့ဗျာအဲ့တော့ကလလေးပေါ်မှာခေါင်းလောင်းလေးတင်ခေါင်းလောင်းလေးကိုလှုပ်ခတ်နော်မေတ္တာဖို့အမြဝေနော်ဒါမှမဟုတ်လက်ခေါ်စေတဲ့အရာလို့သတ်မှတ်ပြီးတော့လက်ဖဲခေါ်နော်ဆွမ်းနာပြောတဲ့နမော၅ချက်ဆိုတဲ့ဂုံတော်လေးကိုရွတ်ရင်ပိတ်ပင်နေတဲ့လက်လာပါလိမ့်ပွင့်လာပါလိမ့်မယ်နော်ဒါကမိသားစုစကားဝိုင်းမှာလက်ဆောင်ပေးတာဖြစ်ပါတယ်ဗျကဲကျန်တဲ့ခိုင်းကြောင်းလေးတွေသိချင်တာရှင်မေးအချင်းကားဖြင့်ဘယ်လောက်ကြာပြီလဲဆိုတော့52မိနစ်6မိနစ်လောက်အချိန်ရသေးတယ်မေးလို့ရတယ်ဆမ်မဲအောင်မင်္ဂလာပါခင်ဗျာရှင်ကျော်ဆရာခစ်ဆန်မင်္ဂလာပါခင်ဗျာမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ဂိုင်းတော်မြတ်ကြီးဒီစမ3ဂိုင်းစမ3နဲ့ပညာရက်တွေဘာလာဖြစ်တဲ့အတွက်ဆွမ်းနာပြောတဲ့စာချုပ်တန်းကလည်းအဲ့ဒီစမဆွဲတဲ့ခါတွေမှာအရေးကြီးတဲ့အခန်းခန္ဓာတွေမှာပါတယ်ဆိုတာတနေ့နေ့သိလာပါလိမ့်မယ်ပွဲတင်ရတဲ့အကြောင်းလေးပြောပြပါဆရာတဲ့ပွဲတင်ရတဲ့အကြောင်းကဘယ်ပွဲတင်တော့ပြောလာပညာယူတိုင်းရဲ့လက်ဝိတ်ထိုးလို့ရပါသလားဆရာတဲ့သားကပညာယူခြင်းလို့လက်ဝိတ်နားထားလိုက်ပါတယ်သက်စာ3ချက်လည်းလုံပါတယ်ဒါဘာဆရာကြီးတွေထမသက်စာ3ချက်စောင့်တင်အောင်ဆိုတယ်ပညာယူထားပြီးလက်ဝိတ်ထိုးလို့ရလားဆိုတော့ပညာကတတ်လက်ဝိတ်ထိုးတာကအာကစားတတ်လုပ်လို့တော့ရပါတယ်ဒါပေမဲ့လည်းဂိုင်းလိုမြကြီးကခုနှစ်သားသမီးကိုကယ်တင်ရတဲ့ပညာမျိုးဖြစ်တဲ့အခါကျတော့ခုနှစ်သားသမီးကိုကုသကယ်တင်မယ်လို့ဆုံးဖြတ်ပြီးဝိဇ္ဇာပညာကိုတကယ်ကိုတလီတစားခံယူမယ်ဆိုတော့ဒီလုပ်ငန်းနေနဲ့အသက်မဝေးဖို့ဒီဝါဒနာကြီးကိုဆွန့်လို့ဖို့တော့အကျဉ်းလေးပြုတ်ချင်တာပေါ့ဗျာနော်အဲ့တော့သူတစ်ပတ်သားတွေနာကျင်လည်းမကောင်းဘူးကိုနာကျင်လည်းမကောင်းပါဘူးအဲ့ဒါကြောင့်ဂိုင်းလိုမြရဲ့ပညာဖြင့်ခုနှစ်သားသမီးကိုကယ်တဲ့အခါမှာနူးညံ့ဖို့လိုတော့ဗျာဒါပေမဲ့အရင်တော့ကတော့ဂိုင်းနဲ့တိုင်းဆိုတာတွဲထားကြတာမျိုးဗျာအရင်တော့ဆရာကြီးတွေကတမျိုးတရွာသွားလာလှုပ်ရှားပြီးခုနှစ်သားမျိုးကိုကုသကယ်မတဲ့အခါမျိုးတွေမှာလူမိတ်ဆာတွေနဲ့လည်းတွေ့တတ်တာဟုတ်အဲ့လိုလူမိတ်ဆာတွေနဲ့တွေ့တဲ့အခါမှာကိုယ်ခံပညာမတတ်ထားရင်လည်းအဆင်မပြေတဲ့အတွက်ကြောင့်အရင်တော့ဂိုင်းဆရာတော်တော်များများကတိုင်းပညာပါကျွမ်းကျင်ကြပါတယ်နော်အဲ့တော့အရင်တော့ဂိုင်းနဲ့တိုင်းဆိုတော့ခွဲမရအောင်တသားလေးပါသွားကြတာမျိုးတွေရှိတယ်ဟိုတော့ဂိုင်းဆရာတော်တော်များများကတိုင်းအရာမှာလည်းကျွမ်းကျင်တတ်ကြပါတယ်အဲ့တော့ကိုလုံးတက်ဆောင်ပညာလေးတစ်ခုဖြင့်သင်ယူတက်မြောက်ထားတာတော့ကောင်းပါလေဝမ်းသာပါလေဂုဏ်ယူပါတယ်ဆရာတို့လည်းဆရာထွက်ရကိုဘယ်လိုကြင်ကြံရအောင်လဲဆရာဝေးပါသေးတယ်ခဏနေပေါင်းကိုယ့်ကိုပုံမှန်လေးကျင့်နော်ကိုယ်မှာပါရမီပါလိုက်ရင်ပုဂ္ဂိုလ်ကြီးလာပြမှာပေါ့ဗျာဟောဒီကွန်မန့်နေရဖာတာတမျိုးပဲဆရာလိုက်မျိုးတိုင်ရေကျွန်တော်တို့အဲ့လိုမေးခွန်းမျိုးတွေ public မှာမမေးပါနဲ့ဗျာနော်မမတော့မှန်ပေါ့ဗျာနော်မင်္ဂလာပါဆရာတတိရပါတယ်တတိရပါတယ်ပညာခံယူခြင်းလို့ရသလားရပါတယ်ပညာခံယူခြင်းလို့ရတယ်ဒါပေမဲ့လေပေါ်ကနေယူလို့မရအောင်ဆရာစီဓာတ်ရိုက်လာဖို့လိုတယ်အဲ့တော့နိုင်ငံခြားကပုဂ္ဂိုလ်တွေပညာယူခြင်းနဲ့ဆိုရင်တော့သူတော်ကောင်းပညာအမွေပေးပါတယ်ဒါပေမဲ့လည်းဟိုဘယ်လိုပြောမလဲကျွန်တော်ကအခုနောက်ပိုင်းဖုန်းတွေသုံးတာနေတဲ့ခါကျတော့ line ပေါ်နေပညာပေးဖို့ပြောထားကြတယ်လူတို့တတိလစ်မေ့ရောပြီးပေးဖို့ပညာပေးဖို့အကျိုးတွေကျန်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲအဲ့တော့မလေးရှားပညာယူဖို့ပြောထားတဲ့လူတွေလည်းပေးဖို့နဲ့ကျွန်တော်ကမအားလိုက်အားလို့သူတို့ကြည့်တဲ့ခါသူတို့ကလည်း line ပေါ်မရှိလိုက်သူတို့ရှိတဲ့ခါကျွန်တော်ကလည်းမရှိလိုက်နဲ့နော်မလေးရှားပညာယူဖို့ပြောထားတဲ့လူတွေရောကိုရီးယားပညာယူဖို့ပြောထားတဲ့လူတွေရောအမေရိကပညာယူဖို့ပြောထားတဲ့လူတွေရောတရားဥပမာကို line ပေါ်နေပညာမပေးရသေးပါဘူးအကျိုးတွေအများကြီးကျန်နေပါသေးတယ်ဆရာနေကောင်းနေတော့ဟုတ်ကဲ့ကောင်းပါတယ်ဆရာခင်ဗျားလည်းပြန်လဲပြေချပေးပါမလေးရှားကနေပညာခံယူလို့ရလားရတယ်ပညာခံယူလို့ရတယ်နော်အဲ့တော့ကျွန်တော်ကိုခံယူမဲ့ဆရာကိုဆက်သွဲကိုခံယူမဲ့ဆရာစီကနေဖုန်းနံပါတ်တောင်း line ပေါ်ကနေသစ္စာခံနော်ပြီးတော့ခိုင်းတော်မြတ်ကြီးရဲ့ပညာသူတော်ကောင်းပညာကို
ထိန်သိမ်းကြိုးစားကျင့်ကြံပွားများအားထုတ်ရပါတယ်နိုင်ချူမင်္ဂလာပါခင်ဗျာဆရာခင်ဗျာတဲ့ LGBT တွေခိုင်းတော့ပညာယူလို့ရလာဗျာတဲ့မဟုတ်ပါအဲ့တော့ LGBT အနေနဲ့လည်းပညာယူလို့ရလားဆိုရင်တော့ဒါကလူပုဂ္ဂိုလ်တွေကိုပေးတဲ့ပညာဖြစ်တဲ့အတွက်ရလားလို့မင်းတော့ရတယ်တော့ပြောမှာပေါ့ဗျာနော်သို့တော်ညာလေပေါ့ဖယားမကြိုက်နတ်မကြိုက်အလုပ်တွေကိုထိမ့်သိမ့်နိုင်တဲ့အားတွေနော်လူပေါင်းလူဖွဲ့စည်းလူစည်းမြင်လူကံထဲမှာကျွန်တော်တို့ကိုနားလေပေးထားတယ်ဆိုပေမဲ့သူတော်ကောင်းပညာဝိဇ္ဇာပညာမှာသူတော်ကောင်းတို့မနဲ့တတ်တော့ဝိဇ္ဇာတို့မနဲ့တတ်တော့နော်မေထုံအမှုပြုမှုများကိုရှောင်ရှားနိုင်သလားလို့ပုဂ္ဂိုလ်ကိုအရင်ဆုံးဖြတ်ဖို့လိုတယ် LGBT စိတ်သက်ရှိတာကတပိုင်းအဲ့ဒီအထိကိုကျွန်တော်တို့ကအပြစ်ပြောလို့လည်းမရတယ်လို့ပညာခံယူမယ်လို့ရလာလို့မေးရင်လည်းရတယ်ဆိုတဲ့အပိုင်းလောက်ရှိပဲကျွန်တော်ဖြေလို့ရတယ်နော်ဒါပေမဲ့ဆွမ်းနာပြောတဲ့သူတော်ကောင်းတွေတာရုမခေါ်နိုင်တဲ့အလုပ်မျိုးတဘာဝနဲ့စန့်ကျင်တဲ့မေထုံမီဝဲမှုမျိုးလူနဲ့လူပတ်ဝန်းကျင်ကလက်မခံနိုင်တဲ့အနေအထားမျိုးမှာလူသိရှင်ကြားလေးစားအားကိုထိုက်တဲ့ဆရာတစုဖြစ်ဖို့တော့မလွယ်တာအမှန်ပဲစိတ်မဆိုးနဲ့ကျွန်တော်အားမနာတိုင်းပြောတာနော်လေးစားတယ်စိတ်ဓာတ်တွေကိုလေးစားတယ်မယူလို့မရဘူးလို့မပြောရနိုင်တယ်ဒါပေမဲ့ဆွမ်းနာပြောတဲ့စောင့်ထိန်အပ်တဲ့စီးမြင်တွေစီကံတွေဥပဒေသားတွေဆိုတာကကျွန်တော်တို့လူမှုနယ်ပယ်ပတ်ဝန်းကျင်တစ်ခုလိုမျိုးအားနာတယ်ဆိုတဲ့စိတ်လေးနဲ့ respect ပေးလို့မရတဲ့အပိုင်းတွေတော့အများကြီးရှိတယ်ဆရာတဲ့အိမ်မက်တယ်တဲ့အိမ်မက်ထဲမှာဆရာကိုဖျားပန်းအိုးလူနေတယ်လို့မှအကောင်းတော့ပေါ့ဗျာအကောင်းတော့ဟုတ်ပြီသားနိုင်မင်္ဂလာပါကောင်းမြတ်မင်္ဂလာပါသားကြီးသားနိုင်နောက်တစ်ခေါက်ထပ်ပြောမှာနော်ဒီဟာလေးကိုဆွဲပြီးတော့ YouTube လေးမှာတင်ပေးလိုက်ပါဦးနော်ပြီးခဲ့တဲ့တစ်ခေါက်က live လေးကိုလည်း YouTube လေးမှာတင်ပေးပါဦးနော်ချင်းမင်းသူမင်္ဂလာပါရှင်မဆရာစီမှာဆိုရင်ဟောဗျာမလေးရှားမှာဆေးတော်ပေါက်လို့မလေးရှားမှာဆေးတော်ပေါက်လို့တော့မရကျွန်တော်ဘန်ကောက်3လပိုင်းလာတဲ့ခါကျရင်ဘန်ကောက်ကိုလာပြီးတော့ဆေးပေါက်လို့ရတယ်အဲ့လိုမလေးရှားကိုလာသေးခြင်းနဲ့ဆိုရင်မလေးရှားကိုလာဖို့အစီအစဉ်အကုန်လုံးတောင်းယူပေးရနော်အဲ့တော့မလေးရှားကိုပြင်ဖို့ခက်ခဲတယ်ဆိုလို့ရှိရင်ကျွန်တော်ဘန်ကောက်ကိုလာတဲ့ခါကျရင်ဘန်ကောက်ကိုလာပြီးတော့ဆေးထိုးဆေးပေါက်လုပ်လို့ရတယ်နော်ကျွန်တော်ကဘန်ကောက်ကိုနှစ်စဉ်3လပိုင်းနဲ့မှလာလေးရှိတယ်။ဘာကြောင့်လဲဆိုတော့ထိုင်းနိုင်ငံကတပည့်သားသမီးတွေကနှစ်စဉ်ဂိုင်းစဉ်ပူဇော်ပွဲနဲ့ဆရာကတော်ပွဲကိုကျင်းပလေးရှိတာဖြစ်တဲ့အတွက်နော်3လပိုင်းမှာကျွန်တော်ကိုတပည့်တွေကထိုင်းနိုင်ငံကိုဖိတ်တယ်ထိုင်းနိုင်ငံမှာကတော်ပွဲကျင်းပတယ်ဆရာကတော်ပွဲကျင်းပတယ်ဂိုင်းစဉ်အနံပွဲကျင်းပတယ်ဒါကြောင့်ထိုင်းနိုင်ငံကိုကျွန်တော်3လပိုင်းတို့နှစ်စဉ်မပြတ်မကွက်ရောက်လေရောက်တာရှိတယ်ဒါကြောင့်အဲ့ဒီချိန်ထိုင်းနိုင်ငံကိုလာခဲ့ပါအဲဒီဗီဒီယိုကပါလေဆရာအဲ့တော့ရတော့ကျွန်တော် line ပေါ်နေဖြည့်ချင်မဟုတ်ကြအဲ့မှာ LGBT ဆိုတဲ့ကလေးလေးကိုပိုးပြီးတော့ရအောင်သွားမေးဒီဘက်ကမှာအဖော်ဘော်တွေအသုံးလုံးတွေကတော်တော်များတယ်ကျွန်တော်တို့ခက်မိအောင်မနေလိလာနေအောင်လားဆရာကတေးအောင်လှုပ်ထားရင်လည်းဘာလှုပ်ဆောင်တဲ့လဲတက်ကျွမ်းနားလေတဲ့ဆရာစီကိုသွားရောက်ပြီးကုသခဲ့တဲ့တယ်ဆရာဦးအောင်မူမင်္ဂလာပါဆရာမင်္ဂလာပါခင်ဗျာဒီတစ်ခါထိုင်းကိုဆရာကြွလာရင်တာရောက်အောင်သွားမယ်ဆရာ3လပိုင်းကဆရာကြွလာတာတာမသွားလိုက်ရဘူးဆရာကိုတာဖုန်းဆက်ပြီးပြောသေးတယ်ဖန်စီများလို့ဆရာစီပညာလာမခံယူပြလိုက်ဘူးပဲဩဟုတ်တယ်ဒီနေ့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ပထမဆုံးသွားတဲ့နှစ်ကထိုင်းနိုင်ငံကိုသွားတာအင်မတန်ကောင်းတယ်ကျွန်တော်ရောက်တဲ့အခါမှာနည်းနည်းရက်ကမြန်မာလူမျိုးတွေကျွန်တော်စီလာရောက်ပြီးပညာခံယူကြတယ်ပယောဂလာရောက်ကုသကြတယ်ဆက်ဆေးကြတယ်ဒီနှစ်ကျွန်တော်တို့ထိုင်းကိုသွားတဲ့အခါမှာအဲ့ဒီနိုင်ငံမှာလှုပ်နေတဲ့ပုံကိုယ်တွေအနေနဲ့ကျွန်တော်တို့ဒီစာရွက်စာတမ်းတွေမပြည့်စုံတဲ့အတွက်တွေကောနော် passport မရှိတဲ့ကိစ္စတွေရောအပြင်ထွက်လို့မရကြဘူးဗျာအဲ့တော့ဒီတစ်နှစ်မှာကျ
ကျွန်တော်စီကိုလာရောက်ပညာခံမယ်ဆိုပြီးပြောထားတဲ့ပုဂ္ဂိုလ်တွေလည်းမလာရောက်နိုင်တာတွေအများကြီးပဲပယောဂလာရောက်စစ်ဆေးကုသခြင်းမဲ့အခက်ခဲတွေကြောင့်မလာရောက်နိုင်ကြတဲ့လူတွေလည်းအများကြီးပဲကျွန်တော်အနေနဲ့ကလည်းထိုင်းနိုင်ငံမှာရှိတဲ့လူတွေဆိုသိပြီးသားပေါ့နော်တမျိုးနဲ့တမျိုးတနယ်နဲ့တနယ်သွားဖို့လာဖို့ဆိုတာအင်မတန်မလွယ်ကူတဲ့ကိစ္စဖြစ်တဲ့အတွက်ကျွန်တော်ရရှိတဲ့ရက်အချိန်လေးနဲ့နေရာအနှံ့ပတ်ပြီးစေးကုသဖို့ဆိုတာလည်းမလွယ်တဲ့ကိစ္စဆိုတော့ဒီနှစ်ကပညာပေးစေးကုလုပ်ငန်းတွေဒီနှစ်မှာကျွန်တော်သိမလုပ်ဖြစ်ပါဘူးအခက်ခဲမျိုးမျိုးကြောင့်လုပ်လို့မလွယ်ဘူးနော်ဒါတော့မှပညာအမေရိကန်နိုင်ငံသားတယောက်ကိုပညာပေးလိုက်နိုင်တယ်ကိုရီးယားနိုင်ငံမှာအလုပ်လုပ်နေတဲ့ကလေး2ယောက်ထိုင်းနိုင်ငံကိုလာပြီးပညာလာတောင်းခံတဲ့အတွက်ပညာပေးလိုက်နိုင်တယ်နောက်ထိုင်းနိုင်ငံကလူငယ်အနေငယ်ကိုခိုင်းတော်မြတ်ကြီးပညာမွေပေးအပ်နိုင်ခဲ့တယ်နောက်ပယောဂခံစားနေရတဲ့ပုဂ္ဂိုလ်တော်တော်များများလေးကိုကျွန်တော်ကုသလိုက်နိုင်တယ်ပေါ့နော်အဲ့လောက်ပါပဲအဲ့လောက်ပဲလုပ်နိုင်တယ်ထိုင်းကုသပွဲလေးတွေထဲမှာဘုသူဒ္ဓအနေနဲ့ပြောပြလို့ရရင်ပြောပြပေးပါလားအဲ့တော့ထိုင်းနိုင်ငံမှာပယောဂကုသတဲ့အခါမှာကျွန်တော်တို့အများအားဖြင့်ဘာတွေတွေ့ရလဲဆိုတော့အတိုက်တွေ့ရတာပေါ့ဗျာအတိုက်တွေတွေ့ရတယ်နောက်ပြီးတော့အဆောင်လက်ဖွဲ့တွေကနေပြီးတော့မှမကောင်းတဲ့အဆောင်တွေကိန်းနေပြီးဒုက္ခရောက်ကြတဲ့အတွက်အဲ့ဒီမကောင်းတဲ့အဆောင်တွေကိုဖယ်ပေးရတဲ့ကုသမှုမျိုးတွေလုပ်ရတာများတယ်နော်အဲ့ဒါပါပဲအဲ့လောက်ပါပဲအဲ့တော့သူတို့စီမာကရိုးရယုံကြည်မှုတွေအများကြီးရှိတယ်နောက်ပြီးတော့အိမ်တော်တော်များများမှာကျွန်တော်မတတ်တဲ့အငွေအသက်တော်တော်များများရှိတယ်အဲ့တော့သူတို့စီမာကရိုးရအစင်လာရတေဆုံးသွားတဲ့ဘိုးဘွားတွေကိုအိမ်မှာထားရရှိကြတယ်အဲ့တော့တချို့အိမ်တော်တော်များများမှာမကြုံမလွတ်တဲ့ပုံကိုယ်တွေနှောက်ယှက်တာတွေကြုံရတတ်တယ်မကြုံမလွတ်တဲ့ပုံကိုယ်တွေအငွေသက်တွေအများကြီးရတယ်ပေါ့နော်အဲ့ဒါတော့ထိုင်းနိုင်ငံမှာဖြစ်လိဖြစ်တာရှိတဲ့ပယောဂတွေကအကြောင်းအရာလေးတွေပါပဲနောက်သူတို့တွေကအဆောင်အရန်ယုံကြည်ကြတယ်လေတချို့အဆောင်လေးတွေကအခုကျွန်တော်တို့ထိုင်းနိုင်ငံကရောင်းတဲ့ငန်းတို့အဆောင်တို့ဆိုတာခလေးဝိညာဉ်လေးတွေကိုချုပ်ပြီးတော့အဲ့အဆောင်လေးထဲမှာထဲပြီးတော့စီရင်ပေးတာနော်အဲ့တော့ပြောရရင်တော့မှင်စာလေးတွေပေါ့ဗျာအဲ့ဒါပေမဲ့ထိုင်းမှာကျတော့သူတို့ရိုးရအရာဒီအဆောင်လေးတွေပေါ်မှာတအားမြတ်လို့ကြတယ်တအားယုံကြည်ရတယ်အဲ့လိုယုံကြည်ကြလို့လည်းဒုက္ခရောက်တဲ့လူတွေလည်းအများကြီးတွေ့ရတယ်ကဲဘာပြောပြရအောင်လဲဘာတွေသိချင်သေးလဲဟောကဲ live ကလည်းလွှင့်နေချိန်တနာရီကြော်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့ဒီညလေးမှာနားပြရသေးနော်အဲ့တော့ရှင်ကျော်ဣဇာတရားမိတ်တိခိုင်တို့မြတ်ကြီးအကြောင်းကိုဒီနေ့လွှင့်တဲ့ဟာလေးတွေကိုသဘောကျတယ်နောက်နေ့အဆက်လေးကိုထပ်ပြီးတော့နားထောင်ကြသေးရဆိုရင်နောက်တစ်ခေါက်ကျွန်တော်လွှင့်ပေးပါမယ်ဟုတ်တယ်ဆရာကျွန်တော်ရင်နေတဲ့အိမ်မှာဆိုအဲ့လိုထားတာမနေတော့ပြောင်းလိုက်ရတယ်ဟုတ်တယ်ဒါကတော့ထိုင်းနိုင်ငံမှာနေတဲ့လူတွေအများဆုံးတွေ့ရတာပဲနော်ဆရာတွေမှာစတင်ပညာခံယူစေးပေါက်ရင်နဲ့ဘယ်နှဆင့်တိပေးလဲဆရာကျွန်တော်က1ဆင့်ကနေ3ဆင့်အထိလူပုဂ္ဂိုလ်ရဲ့အခြေအနေကိုကြည့်ပြီးပေးပါတယ်3ဆင့်ထက်ကျော်ပြီးဘယ်သို့သောတထေဘယ်သို့သောဘလောက်ကြီးပဲချမ်းသာဘလောက်ကြီးပဲအဆင့်ကြီးပေးထားမရှိပါဘူးဆရာဝင်းထုံးမင်းအတန်လေးပဲကြားတော့နော်ဆရာဝန်တော်မဲမတွေ့ရတာတော်တော်လေးကိုလည်းကြာခဲ့ပြီဟန်ထူးလွင်တချင်းလို့ဆိုရမှာဖြစ်တတိယရဲ့လားလို့မေးခြင်းလေဆရာရင်လို့တဲ့ခဏလွှင့်ပေးပါတယ်ကြိုးစားပါမယ်နော်ကြိုးစားပါမယ်ဒါပေမဲ့ခုနကကျွန်တော်ပြောသလိုပေါ့ဗျာအဲ့ဒါဟိုးလွှင့်ခဲ့တဲ့အချိန်တော့လည်းခဏပြောပြပါကျွန်တော်နောက်ပိုင်းနေကြရင်လိုက်လွှင့်ဖို့အားနေလာပါလိမ့်မယ်တိတ်လွှင့်ပြမှာမဟုတ်တော့ဘူးဒါကြောင့်လဲဆိုတော့အလုပ်လေးတွေများလာလိမ့်မယ်နော်ကျွန်တော်ရွှင်ကျော်ဆရာဆိုတာပယောဂကုသရတဲ့အချိန်ရှိတယ်တပည့်မွေးရတဲ့အချိန်ရှိတယ်အကရော့ခံရတဲ့အချိန်ရှိတယ်ကိုယ့်အတွက်အလုပ်လုပ်ရတဲ့အချိန်ဆိုတာရှိတယ်
သူကနေသူပိုင်းခြားပြီးသားဖြစ်တယ်အဲ့တော့အဲ့ဒီလိုအချိန်လေးတွေရောက်လာရင်တာဝန်တွေပူကြီးလာတာဖြစ်တယ်အဲ့တော့ရှင်ကျော်ဆရာကောင်းတို့မြည်သည်ငွေနောက်ကြီးပဲလိုက်နေလို့လည်းမရဘူးနော်ချွေရန်သင်းပဲနောက်ကိုလိုက်နေပြန်လို့လည်းမသိတော့ဘူးအဲ့တော့ငွေကြီးနဲ့ချွေရန်သင်းပဲပေါ်များခြင်းနေမှာပဲတာယာနေခဲ့မယ်ဆိုခဲ့ရင်လည်းကျွန်တော်တို့ခိုင်းတော်မြတ်ရဲ့ပညာကိုခံယူရတဲ့ပန်းနိုင်ကိုရောက်ဖို့ဆိုတာလဲဝေးသွားနိုင်တယ်ဒါကြောင့်သူ့ချိန်သူ့ခါသူ့အပိုင်းခြားလိုက်ပြီးနဲ့ကြလာတဲ့တာဝန်တွေကိုကျွန်တော်တို့တွေကတေချာပေါက်ခေါင်းမရှောင်မဲတီကြလိုက်နာလောက်ကင်မှကျွန်တော်တို့ရဲ့ပန်းနိုင်လေးကိုရေးတီမြင်ရပါလေဗျာနော်ထိုင်းမှာရှုပ်တယ်ဆရာရတယ်တရှုပ်လို့မရဟုတ်တယ်သူတို့ရှုပ်နေကျွန်တော်တို့ရှုပ်เสียအောင်မလို့လားစမ်းမရအောင်နဲ့ဆရာနေကောင်းလားဟုတ်ကဲ့ကောင်းပါလေဆရာပြန်ဖြည့်ပြီးအောင်ဘာလို့ဖြည့်ပေးရမလဲကိုရှိုင်းနေပါမေးထားတယ်ကျွန်တော်ဆရာနဲ့ဝေးနေတယ်ဗျာအဘဘိုးတော်ကြီးများပုံနဲ့နမင်းကြီးများအဘဆရာကြီးများပုံတော်များကိုပူဇော်ကြပါလေရပါသလားတဲ့ကျွန်တော်ကလက်ရှိထိုင်းမှာရတာပေါ့ထိုင်းကကျွန်တော်တပည့်တွေလည်းပုံတော်တွေထုတ်ပြီးပူဇော်ထားပါလေရတယ်နော်ပူဇော်လို့ရတယ်မင်္ဂလာပါဆရာမတွေ့တာကြာဟုတ်ကဲ့မတွေ့တာကြာပြီဆရာရဲ့စောက်ထဲကကိုဆက်ကကိုအားကြပြီးကျူးသားနေပါတယ်ကောင်းတော့ကိုကျူးသားပါဗျာဖုံးဆက်တွင်မင်္ဂလာပါဆရာမတွေ့တာကြာဟုတ်ကဲ့တွားရှုပ်လို့မရဘူးဆိုတာသူကခက်စကားနဲ့ပြောတော့ဗောဗျာတွားရှုပ်လို့မရဘူးဆိုတာသူတို့တွေကိုယ်တိုင်ကသူတို့ယုံကြည်မှုတွေနဲ့သူတို့တွားလုံနေတွားပြီးကိုကဂျားတွေကကန့်လန့်ခံလို့မရဘူးဆိုတဲ့ဆိုလိုရင်းပေါ့ကဲဒါပါပဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေကျွန်တော်ဒီနေ့ပြောတဲ့စကားတွေထဲမှာစိတ်အခက်မသိစေတော့သဘောမကျစေတော့အကြောင်းအရာများပါခဲ့ရင်ဒီညနေခွင့်လွန်နားလည်ပြီးဖို့တောင်းပန်ပါတယ်နော်အားလုံးပဲကျမ်းမာချမ်းသာကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေဘေးဆိုးရန်ဆိုးကတ်ဆိုးမျိုးမှအစင်ထားပြီးကင်းဝေးကြပါစေတာယာမှုနဲ့သာသနာပြုနိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေကြောင်းလှိုက်လိုက်လေစုမုံကောင်းဘုရားအပ်ပါတယ်ဗျာ